တရားဝဲစကြပါစို့ဒီနေ့သာသနာတော်နှစ်2550နဲ့9ခုနှစ်မြန်မာကောဇာတက္ကရာ1385ခုနှစ်နတ်တော်လပြည့်ကျော်14ရက်နေ့ခရစ်နှစ်2013ခုဒီဇင်ဘာလ31ရက်အင်္ဂါနေ့ခရစ်နှစ်ဦးအကျိုးမင်္ဂလာရှိတဲ့ညချမ်းချိန်ခါကာလသမယမှာရန်ကုန်တိုင်းကြည်မြင့်တိုင်းမြို့နယ်သာဓုလမ်းဘုရားသိမ်ကျောင်းဇေယျရေတွင်ရေကရဟန္တာကာကြီးဥဝင်းတင်၄နှစ်ပြည့်အားရည်စူး၍နန္ဒဂိုင်းဝေကျေးဇူးရှင်မိခင်ကြီးတော်တော်ဥနဲ့သာသမီမြေတစုတို့မှကြီးမှုကျင့်ပ၍အလုံးသောတရားနာပိဋကပေါင်းသူတော်ကောင်းများလည်းပူပေါင်းပါဝင်ပြီးတော့ဆင်ရင်ကျင့်ပပြုလို့အပ်သည်မိဘကျေးဇူးဆက်အထူးဓမ္မသဘင်ပွဲတွင်ဒီနေ့ဒုတိယညအနေအချင်းဘုန်းကြီးတို့ဟောကြားဖို့ရွေးချယ်ထားတဲ့တရားကကံကောင်းခြင်းလက်ဆောင်ပါတရားလေကံကောင်းခြင်းလက်ဆောင်တရားပါဗျာတိုက်တိုက်ဆိုင်ဆိုင်ခရစ်နှစ်ဦးအကျိုး12နာရီနောက်ပိုင်းဆိုရင်2013ကနေပြီးတော့2014အဲ့တော့နှစ်ခုမှာအထူးကံကောင်းကြပါစေလို့ဆိုတဲ့အတိတ်နမိတ်ကိုယူပြီးတော့ဘုရားတို့လက်ဆောင်ပေးမဲ့တရားကကံကောင်းခြင်းလက်ဆောင်ဘာတရားလဲကံကောင်းခြင်းလက်ဆောင်တရားပါဗျာကံကောင်းခြင်းလက်ဆောင်လို့အမည်ပေးဟောကြားအပ်သောထိုတရားဒေသနာတော်ကိုမဟောကြားမီတရားပိုင်ရှင်ဖြစ်တော်မူသည့်သံဃာညုမြတ်စွာဘုရားနှင့်တကွယရဏမြတ်သုံးပါးတို့၏အနန္တကျေးဇူးကုန်ကိုရှိဥစွာအာယုပြုကြီးညိုရှိဖို့ဘုသောမှဖြစ်ခြင်းကြောင့်အလုံးသောပိဋကများကာယကံကုသိုလ်ရှုသောအဖြစ်ကိုယ်စီလက်အုပ်ချီထားကြနဲ့စိတ်ကလည်းပဲအာယုတစ်ပါးကိုမသွားစီပဲနဲ့ဘုရားဂုဏ်တော်9ပါးတရားဂုဏ်တော်6ပါးသံဃာဂုဏ်တော်9ပါးဆိုတဲ့969ဂုဏ်တော်အစုံကိုမိမိတို့ရဲ့နှလုံးသားမှာရည်ရည်ဘုရားအဖြစ်တည်ပြီးတော့ဝစီကံကုသိုလ်ယူသောအဖြစ်ဘုန်းကြီးကရှိကတိုင်တယ်မေးတဲ့ဘုရားရှိခိုးလင်္ကာကြပြားကိုညီညာဖြတ်ပြအပ္ပတရားလိုက်ဆိုပြီးတော့ရှိခိုးပူဇော်ကြရမယ်အာလိုညီညာဖြတ်ပြအပ္ပတရားလိုက်ဆိုပြီးတော့ရှိခိုးကြပူဇော်ကြရအောင်ဗုဒ္ဓနည်းနည်းလေးအတန်ချဲ့ပါအောင်နော်ဗုဒ္ဓမြတ်ဗုဒ္ဓကရုဏာရှင်မြတ်ဗုဒ္ဓဗုဒ္ဓဘုရားဆိုသည်မှာတရဝါများကျိုးတွက်တာဆေပြပါရမီပြည့်စုံဖို့လံကောင်းညွန်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်သူမို့ဥညုကံဘုံတော်9ပါးယေရှုကံလေးမြတ်လာစွာရှိခိုးပါ၏ဗုဒ္ဓံဝန္ဒာမိပါဖယာဓမ္မမြတ်ဓမ္မဗုဒ္ဓဟောပြမြတ်ဓမ္မဓမ္မတရားဆိုသည်မှာ
ဒုက္ခပင်လေကြီးရမနိမြုပ်မျောပါတရဝါမြကဲတင်တတ်လို့မြတ်တရားမြတ်တရားမို့စိညုကံဘုံတော်6ပါးဤစုကံပြင်းမြတ်လာစွာရှိခိုးပါ၏ဓမ္မဝန္ဒမိပါဖယာသံဃာသံဃာမြတ်သံဃာဗုဒ္ဓသာဝကမြတ်သံဃာသံဃာယဟသုတိမဗုဒ္ဓဓမ္မအဖျားဖျားတေယူကျင့်ငါတာဝန်ထံသာသနာပြုတဲ့မြတ်ယဟန်မြတ်ယဟန်မို့ဥညုကံဘုံတော်9ပါးဤစုကံလေးမြတ်လာစွာရှိခိုးပါ၏သံဃာဝန္ဒမိပါဖယာသာဓုခောဘုရားတရားသံဃာယရဏမြတ်သုံးပါးတို့၏အနတ္တကျေးဇူးဘုံကိုအာယုမြုကြီးညိုရှိခိုးပူဇော်ပြီးတဲ့နောက်ထိုဘုရားတရားသံဃာယရဏမြတ်သုံးပါးနဲ့မိဘဆရာသမားလို့ဆိုတဲ့အနန္တောအနန္တ5ပါးတို့ရဲ့အေးမြတဲ့မေတ္တာဓာတ်တွေပရိသရုလာပဝန်းကျင်နဲ့တကွစကြဝဠာတိုက်တစ်သောင်းအတွင်းမှာရှိကြတဲ့အရိယာသူတော်စင်သူမြတ်လောင်းအလုံးသောသူတော်ကောင်းပေါင်းတို့ရဲ့အေးမြတဲ့မေတ္တာဓာတ်တွေကိုရှိဥစွာခံယူပြီးတော့မေတ္တာဓာတ်တွေလမ်းခြုံပြီးတော့ပုဒ္ဒါဥမာဖြစ်ခြင်းကြောင့်အလုံးကိုယ်စီလုံးချီးပြီးတော့မေတ္တာခံယူကြရအောင်ဖယားမြတ်စွာအေမေတ္တာခံယူပါ၏ဖယားတရားမြတ်စွာဧမေတ္တာခံယူပါ၏ဖယားသံဃာမြတ်စွာဧမေတ္တာခံယူပါ၏ဖယားမိဘနှဖျားဧမေတ္တာခံယူပါ၏ဖယားဆရာမြတ်စွာဧမေတ္တာခံယူပါ၏ဖယားသူတော်ကောင်းမြတ်စွာဧမေတ္တာခံယူပါ၏ဖယားလုံးစုံမြတ်စွာတတ္တဝံမေတ္တာရ၍အေးပါစေတရားတော်နာတို့သူငါမေတ္တာအေး၍လမ်းပါစေမေတ္တာအေးကစိတ်ချမ်းသာလူရဆန္ဒပြပါစေပဇာတဗ္ဗသုတ်တုယံတုဟုတ်တဟံတုသူမင်္ဂလံဒုသေတုဒုက္ခတေင္ဂမေပုရိတုတပ္ပပါရမေပဇာတဗ္ဗကိုစီကိုငါကိုတေတ၌ပြောကြဆက်ရတတ္တဝါမန္တမြတ်တို့သည်သုတ်တုယံတုအိမ်မက်ရမဲ့ကောင်းစွာမဲ့၍
နေတဲ့ကြည်သာအိပ်ဆက်နိုင်ကြပါစေကုန်သတည်းဒုမင်္ဂလမင်္ဂလာကြတ္တရေရှိဝေလန္တဖြင့်စံပွညကုန်သည်ဖြစ်၍ဩဒဟံတုကောင်းစွာမို့သောအလင်းရောက်ကထမြောက်နိုးကြနိုင်ကြပါစေကုန်သတည်းဒုက္ခတိကမေအပေဒုက္ခတိရောက်မိအကြောင်းမကောင်းညင်ဆိုဒုစရိုက်မျိုးကုန်ဒုသေတုသူတော်လက်နဲ့တရားစဖြင့်ဖြိုးဖြစ်နိုင်ကြပါစေကုန်သတည်းသဗ္ဗပါရမိအလောင်းအလျာပြည့်ကောင်းရာတိအလောင်းအလျာဖြည့်ကောင်းရာတိသုံးမြဆယ်သည်ပါရမီအပေါင်းအကျင့်ကောင်းကိုបុရိတုတဆင်းနဲ့တဆင်းရင့်တဲ့ရင်အောင်မလင့်ပုံသည်ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်းအလုံးသောတရားနာပိဋကပေါင်းသူတော်ကောင်းများချမ်းသာသလိုသက်သာသလိုမိမိတို့ခန္ဓာကိုယ်ကျမ်းမာရေးနဲ့ညီညွတ်တဲ့ခန္ဓာကိုယ်ကတောင်းဆိုတဲ့ဣရိယာပုတိုင်းသက်သက်သာသာစိတ်တိုင်းကြနာယူတည်ညွတ်နိုင်ကြပါပြီဒီနေ့မိဘကျေးဇူးဆက်ဓမ္မပူဇာဓမ္မသဘယ်ဘွဲမှာဘုရားလက်ဆောင်ပေးမဲ့တရားကမတရားလေကံကောင်းခြင်းလက်ဆောင်တရားပါဗျာကံကောင်းခြင်းလက်ဆောင်ဒီဘကျေးဇူးကိုအချိုးသိပြီးတော့အမောမြတ်ဆုံးလို့ဆိုတဲ့ဓမ္မဒါနတရားအတူကြီးပေးပြီးတော့ကျေးဇူးဆက်ကြတဲ့အလုံးသောမိသားစုတွေအထူးကံကောင်းကြပါစေလို့ဘုန်းကြီးတို့မေတ္တာပတ္ထနာပြုပါတယ်အဲ့တော့တရားဝဲဘုရားရှိခိုးမေတ္တာပို့တာနဲ့ကိုပဲ15မိနစ်လောက်ကြာသွားအဲ့လောက်15မိနစ်လောက်ကြာသွားတဲ့ဘုရားရှိခိုးမေတ္တာပို့မှုအပေါ်မှာဥဒ္ဒနုပိဋကတွေကရှားလိုက်တာလို့ဒီလိုများစိတ်ထဲတွေးမိလားမတွေးမိပါဘူးဗျာမတွေးပါနဲ့နော်မှန်ပါပါဘာဖြစ်လို့လဲလို့ဆိုလို့ရှိဓမ္မဂရိကတွေဆိုလို့ရှိကြီးညိုဝေယဆောင်တဲ့ဂါထာကြီးတွေရိုးပြီးတော့သန္တိတန္တာနဲ့ဘုရားရှိခိုးရင်သိကြည်နူးဖို့ကောင်းဘုရားတို့ဒီကူဆရာတော်ဘုရားတို့လက်ချက်ချိပေါ့နောက်ပိုင်းကြတော့အဲ့လိုဘုရားရှိခိုးအခြေကြီးတွေသိပြီးတော့မရှိခိုးကြတော့ခက်လွယ်လွယ်ပဲရှိခိုးလာကြဒါနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့အနိစ္စကဆရာတော်ဘုရားကြီးတရားတိတ်ွယ်ထဲမှာနာယူရနောင်ခေတ်ရောက်လို့ရှိရင်တဲ့ခေတ်သစ်ဓမ္မဂတိကတရားဟောတယ်ဆိုပေမဲ့လို့ဘုရားရှိခိုးနဲ့မေတ္တာဖို့နဲ့ပလင်ဖွဲ့မှာမဟုတ်ဘူးနောက်ပိုင်းရောက်ရင်ဘယ်ရောက်ရင်လဲနောက်ပိုင်းရောက်ရင်ပါဗျာဘုန်းကြီးတို့ခေတ်ဦးဇင်းတို့ပိဋကတို့ခေတ်မဟုတ်သေးဘူးအဲ့ဒါနောက်ပိုင်းဓမ္မဂတိကတွေကြတော့ဘလို့ပလင်ဖွင့်ကြမှာလဲလို့ဆိုတော့အဆိုအငိုးထိုးထိုးသုံးနေနဲ့အပြိုအိုးချိုးချိုးပြုံးတို့ရဲ့ကိုဖုံးဖြင့်ထွက်ခဲ့ပြန်ပေါ်တခါမင်းသားဟန်နေတဲ့ဗာနေတော့မင်းသားဟန်နဲ့ပါဗျာဘုရားလည်းမရှိခိုးမေတ္တာလည်းမပို့ပဲနဲ့အဲ့ဒါမင်းသားစတိုက်ဖမ်းပြီးတော့အဲ့လိုပလင်ဖွင့်မယ်အဲ့လိုများပလင်ဖွင့်ရင်ကဲသာဓုခေါ်လို့ရလားမရပါဘူးဗျာဘယ်လာသွားခေါ်လို့ရနော်မှန်ပါပါအဆိုအငိုးထိုးထိုးသုံးနေနဲ့အပြိုအိုးချိုးချိုးပြုံးတို့ရဲ့ကိုဘုံဖြင့်ထွက်ခဲ့ပြန်ပေါ်တခါလို့ပလင်မောကလည်းဟဲလိုက်ရောအောက်ကသူ့ကြိုက်တဲ့ဘိသတ်တွေကိုသူ့တပည့်တွေဆိုတော့သာရုမခေါ်ပဲနဲ့ဝမ်စမိုးဆိုပြီးတော့ပေါ်ကြနော်ဒါကြောင့်သာသနာနောက်ပိုင်းခေတ်ရောက်ပြီဆိုလို့ရှိအဲ့လိုမျိုးတွေနဲ့ကြုံရဒါကြောင့်ဒီလောက်ဘုရားရှိခိုးမေတ္တာပို့တာကိုကြားလိုက်တာလို့ဒီလိုမတွက်ပါနဲ့နော်
တရားဝဲတဝဲမှာဘုရားရှိခိုးမေတ္တာပို့ဟာရှေးဥစွာအဓိကကြပါတရားပိုင်ရှင်ဖြစ်တဲ့ဘုရားရှင်ကိုရောမြတ်ကြီးကိုရှိခိုးပူဇော်သမှုပြုမှာဒီတရားဝဲဟာပို့ပြီးတော့တဘာဝကြဒါကြောင့်ဒီနေ့ကံကောင်းခြင်းလက်ဆောင်ပေးမယ်လို့ဆိုတော့အဲ့ဒီကံကောင်းခြင်းလက်ဆောင်တွေကဘာတွေလဲဗျာဘုန်းကြီးပေးတဲ့ကံကောင်းခြင်းလက်ဆောင်မဟုတ်ပါဘူးမြတ်စွာဘုရားဟောတော်မူခဲ့တဲ့ကံကောင်းခြင်းလက်ဆောင်တွေပါပဲသမ္မာပဒပါဠိတော်ထာဂရဧတကပဒနာဂရဇဝတ္ထုမှာလာတဲ့ခါထာလေးတစ်ပုဒ်ကိုခြေခံပြီးတော့ဘုန်းကြီးတို့ဟောပေးမှာပါအဲ့ဒီကံကောင်းခြင်းလက်ဆောင်ကဘယ်နှမျိုးလဲဆိုတော့၄မျိုးကံကောင်းခြင်းလက်ဆောင်ဘယ်နှမျိုးလဲ၄မျိုးပါဗျာတို့ပိသတ်တွေကယူမလားယူပါပါဗျာကံကောင်းခြင်းတွေကိုလည်းယူပါလေလို့ဟုတ်လားမှန်ပါပါဗျာကံကောင်းခြင်းလက်ဆောင်ပေးတာပဲယူရမှာပေါ့မှန်ပါပါအဲ့ဒီကံကောင်းခြင်းလက်ဆောင်၄မျိုးကဘာတွေတုံးလို့ဆိုတော့ကိစ္ဆောမနုဿပတိလာဘောကိစ္ဆာမစ္ဆနာဇီဝိတံကိစ္ဆာတတ္တမသဝနံကိစ္ဆောဗုဒ္ဓနာမုပ္ပါရောမနုဿပတိလာဘောလူဘဝရရှိခြင်းသည်လူဘဝရရှိလို့နေခြင်းသည်ကိစ္ဆောအလွန်အလွန်ခက်ခဲလာပါပေ၏ဝါရခဲလာပါပေ၏မေဇာနံတတ္တဝါတို့၏ဇီဝိတံအသက်ရှင်နေထိုင်ခွင့်ရခြင်းသည်လည်းပဲကိစ္ဆာအလွန်အလွန်ခက်ခဲလာပါပေ၏ဝါရခဲလာပါပေ၏သတ္တမသဝနံမြတ်စွာဘုရားရဲ့တရားဓမ္မနာကြားခွင့်ရခြင်းသည်လည်းပဲကိစ္ဆာအလွန်အလွန်ခက်ခဲလာပါပေ၏ဝါရခဲလာပါပေ၏ဗုဒ္ဓနာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ဥပ္ပါတော်ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်းသည်ကိစ္ဆောအလွန်အလွန်ခက်ခဲလာပါပေ၏ဝါရခဲလာပါပေ၏ဒီဤသို့ဘဂဝါဘုံတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဒေသေတိကရုဏာရှိတာမေတ္တာအဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းဒီကထာတပုဒ်ကိုဘုန်းကြီးတို့ခြေခံပြီးတော့ကံကောင်းခြင်းလက်ဆောင်တွေပေးသွားမှာပါရှင်းရှင်းဆရာတော်တွေကတော့ရခဲ့ခြင်းတရား၄ပါးလို့ဒီလိုဟောပါအဲ့ဒါကိုပို့ပြီးတော့ဘုန်းကြီးတို့ကနားဆွဲသွားအောင်စိတ်ဝင်စားအောင်ကံကောင်းခြင်းလက်ဆောင်လို့ဒီလိုအမည်ပေးလိုက်ပါတယ်အဲ့ဒီကံကောင်းခြင်းလက်ဆောင်၄မျိုးကဘာတွေလဲဘုရားတပည့်တော်တို့ရမယ်ကံကောင်းခြင်းတွေကဘာတွေလဲဘုရားဆိုတော့နံပါတ်1ကိစ္ဆောမနုဿပတိလာဘောမနုဿပတိလာဘောလူဘဝရရှိနေခြင်းသည်ကိစ္ဆောလွန်လွန်ခက်ခဲလာပါပေ၏ဝါရခဲလာပါပေ၏ကိစ္ဆောမနုဿပတိလာဘောလူဘဝရနေတဲ့ဆိုတာကိုကကံကောင်းခြင်းလက်ဆောင်တစ်ခုပါဘုရားတို့ပိဋကများဒီနေ့ဘယ်ဘဝရနေကြလူဘဝရနေကြတာပါဗျာသိကံကောင်းနေတယ်သုံးတဲ့ဘောကျင်လဲကျက်စမ်းပြီးတော့နေကြတယ်လူနာမြတ်မှာတတ္တဝါအလုံးတွေထဲမှာဆိုရင်လူဘဝဟာသိတံဖို့ရှိတယ်ဒါကြောင့်လူဖြစ်နေတာကိုကတို့သိကံကောင်းတယ်လို့ရှင်းဥစွာဘုန်းကြီးကပြောချင်ပါတယ်ရှင်ရတာပဲဖြစ်ဖြစ်တတိသာပဲဖြစ်ဖြစ်ရုပ်လှလှမလှလှလူတယောက်ဖြစ်နေတာကိုကဘာကောင်းနေတာကံကောင်းနေတာကံကောင်းလို့ရလာတဲ့လူဘဝလူပိသအောင်တော့နေကြရမယ်ပါပိသအောင်လူပိသအောင်နေရပါပါဗျာလူပိသအောင်နေပါလူလိုနေပါတချို့ကံကောင်းလို့လူဘဝတော့ရောက်လာကြတယ်လူမပိသကြဘူးတဲ့လူလိုမနေကြဘူးကံကောင်းလို့ရလာတဲ့လူဘဝကြီးကိုအနတ္တဖြုံးတီးပြီးတော့နေကြဘယ်လိုဖြုံးတီးနေတာလဲစားမယ်တောက်မယ်ပျော်မယ်ပါမယ်အိပ်မယ်စားရရဲ့အိပ်တာရဲ့အပျော်ပါးအဲ့ဒီ၃မျိုးနဲ့အချိန်ကုန်နေကြတယ်ဘယ်နှမျိုး၃မျိုးပါဗျာနေစဉ်မျောပါမောကြွားချိန်ကိုစားလာတောက်လာအလကားလူနော
တနေ့လာလဲစားလိုက်တောင်းလိုက်ပြောလိုက်ပါလိုက်အိတ်လိုက်တနေ့လာလဲစားလိုက်တောင်းလိုက်ပြောလိုက်ပါလိုက်အိတ်လိုက်တဲ့အဲ့ဒီသုံးမျိုးနဲ့အချိန်ကုန်နေတဲ့လူတွေလောကမှာရှိတယ်အဲ့လိုလူမျိုးဟာဒုဗိဒ္ဓရေကံကောင်းလို့လူဘဝရထားတော်လည်းပဲသူ့ရဲ့လက်ရှိအနေထားကတော့လူမပြီးသားဘူးတဲ့အဲ့ဒါလူလိုမနေကြဘူးဒါကြောင့်ဒီလိုလူမျိုးကိုမြတ်စွာဘုရားကဝိမာနဝတ္ထုလူလေးမျိုးထဲမှာတိရိစ္ဆာနမနုဿတိရိစ္ဆာန်နဲ့တူတဲ့လူပြောပါနဲ့တူတဲ့လူတိရိစ္ဆာန်နဲ့တူတဲ့လူပါဗျာကံကောင်းလို့လူဘဝရောက်လာလူတော့ဖြစ်ပါရဲ့တဲ့သူ့ရဲ့နေပုံထိုင်ပုံဟာတိရိစ္ဆာန်နဲ့အတူတူမဟုတ်တိရိစ္ဆာန်လိုလူသားပါတိရိစ္ဆာန်လိုခြူတွေတော့ပေါက်မလာဘူးဘိုးတွေတော့ထွက်မလာဘူးအမီးတွေတော့ထွက်မလာဘူးသို့တော့သူ့ရဲ့နေထိုင်မှုဟာဘာနဲ့တူလဲလို့ဆိုတော့တိရိစ္ဆာန်နဲ့တူတယ်ပြောဘာနဲ့တူတိရိစ္ဆာန်နဲ့တူပါတယ်ဗျာဒါကြောင့်တနေ့လာလဲစားလိုက်တောက်လိုက်ပြောလိုက်ပါလိုက်အိတ်လိုက်တဲ့အချိန်ကုန်နေမယ်ဆိုရင်လူမပီတာပါဘူးတဲ့လူမဟုတ်ပါဘူးတဲ့တိရိစ္ဆာန်ဘာတိရိစ္ဆာန်လဲဆိုတော့လူတိရိစ္ဆာန်ပေါ့ဘာတိရိစ္ဆာန်လဲလူတိရိစ္ဆာန်ပါဗျာဒါကြောင့်မဂ္ဂဒီဝဆရာတော်ဘုရားကြီးကအယဇပြောပါကလူနွားတိရိစ္ဆာန်တန်တမ်းမြတာခြံနာယာဤလူမသီလအာစာရနေညာနာကျေစုခုံသာထုဤလူနဲ့တိရိစ္ဆာန်ဒုဗိဒ္ဓရဲ့စားရရဲ့အိတ်တာရဲ့အပျော်ပါရဲ့ဘယ်နှမျိုးလဲ၃မျိုးပါဗျာအဲ့ဒီ၃မျိုးကတော့ပုံသဏ္ဍာန်ပဲကွာပါတယ်ဒီ၃မျိုးတိရိစ္ဆာန်မှာလည်းမရှိဘူးလားရှိပါတယ်ဗျာလူမှာလည်းမရှိဘူးလားရှိပါတယ်ဗျာအဲ့တော့ဒုဗိဒ္ဓရဲ့စားရရဲ့အိတ်တာရဲ့အပျော်ပါရဲ့လို့ဆိုတဲ့ဒီ၃မျိုး၃စားနဲ့အချိန်ကုန်မဲ့လို့ဆိုလို့ရှိရင်အဲ့ဒါလူမဟုတ်ဘူးတဲ့လူတိရိစ္ဆာန်ဟိုကတိရိစ္ဆာန်မို့ထားကိုကတိရိစ္ဆာန်လားလူလားလူပါဗျာတန်ဖိုးရှိတဲ့လူဘဝရထားပါလေနဲ့တိရိစ္ဆာန်လို့နေသွားရင်ဘဝတန်ဖိုးရှိနိုင်ပါမလားမရှိနိုင်ပါဘူးဗျာဒါကြောင့်လူတိရိစ္ဆာန်မဖြစ်စေချာနဲ့တိရိစ္ဆာန်တဲ့ตาတဲ့အချက်ဟာ၃မျိုးရှိတယ်လူတွေကတိရိစ္ဆာန်တဲ့ตาတဲ့အချက်ဘယ်နှချက်လဲ၃ချက်ပါဗျာအယဇအပျော်ပါကလူနွားတိရိစ္ဆာန်တန်တမ်းမြတာခြံနာရည်လူမှာသီလအာစာရနဲ့ညာနာကျေစုဂုဏထုဤတိရိစ္ဆာန်တဲ့လူသားတဲ့အချက်၃ချက်မှာနံပါတ်၁ကသီလနံပါတ်၁ကဘာလဲလို့သီလပါဗျာလူဆိုရင်ဒုဗိဒ္ဓရဲ့လူတယောက်ရဲ့အခြေခံကျင့်ဝတ်တွေကျင့်သုံးရလူတယောက်ရဲ့အခြေခံကျင့်ဝတ်ဟာအလိုဗုဒ္ဓဘာသာဝင်တွေတည်ပြီးသားပါ၅ပါးသီလဘယ်နှပါးသီလ၅ပါးသီလပါဗျာလူတော့ဖြစ်လာတယ်လူအခြေခံကျင့်ဝတ်ဆိုတဲ့၅ပါးသီလကိုချိုးဖောက်နေတယ်သူများလည်းတတ်လိုက်တာသူတော်ဘာပစ္စည်းလို့ဆိုတာလေတရားတာမတရားတာနားမလည်ဘူးရရင်ယူလိုက်တာသူတော်ဘာမယပြမလေးညာကောက်ကျင့်ဘုရားရံကားလို့ဆိုတဲ့လူအခြေခံကျင့်ဝတ်တရားတွေဖောက်ပြနေလို့ရှိရင်ဘုရားကသတ်မှတ်တယ်အဲ့ဒါလူမဟုတ်ဘူးတဲ့လူတိရိစ္ဆာန်၅ပါးသီလမလုံမှုဆိုရင်ဒုဗိဒ္ဓရဲ့လူလားတိရိစ္ဆာန်လားတိရိစ္ဆာန်ပါဗျာဘယ်သူပြောတာမြတ်စွာဘုရားပြောတာပါဗျာမြတ်စွာဘုရားကချစ်သားတို့ချစ်သမီးတို့ငါရဲ့တပိသားတာဝကမှန်ရဲ့အခြေခံ၅ပါးချိန်ရမယ်အဲ့ဒီအခြေခံ၅ပါးမလုံဘူးလို့ဆိုရင်ဒုဗိဒ္ဓရဲ့အဲ့ဒါလူမဟုတ်ပါဘူးတဲ့လူမပီတာပါဘူးတဲ့လူတိရိစ္ဆာန်လို့ခေါ်တယ်ကိုယ့်ကိုယ်တော့ပြန်ဆန်းစစ်တော့နော်မှန်ပါပါဗျာနောက်သာလုံးတဲ့ချက်တစ်ခုကဘာလဲဆိုတော့အာစာရာလူမရဲ့တာဝန်ကြည်ရလူမရဲ့ဘာကြည်ရတယ်တာဝန်ကြည်ရပါပါဗျာအမေအဖေရှိရဲ့မိဘဝတ်ကြည်ရသာသမီရှိရဲ့သာသမီဝတ်ကြည်ရဆရာရှိရဲ့ဆရာဝတ်တပည့်ဆိုရဲ့တပည့်ဝတ်စသည်အပြင်လောကဝတ်တရားတွေမရှိဘူးလားရှိပါတယ်ဗျာတိရိစ္ဆာန်လောကမှာဒုဗိဒ္ဓရဲ့တာဝန်တွေဝတ်တရားတွေရှိသလားမရှိပါဘူးဗျာမရှိပါဘူးဒါကြောင့်လူပေါင်းလူလောကမှာဆိုလို့ရှိရင်ကျင့်ဆောင်ရမယ်လူတာဝန်တွေကြည်ပြုံမှလူပိတာတယ်
တောင်းမကြည့်ဘူးလို့ဆိုရင်ဒုဗိဒ္ဓရဲ့အဲ့ဒါလူမပိသပါဘူးတဲ့လူမဟုတ်ပါဘူးတဲ့လူတရိစ္ဆာန်ပါပါတရိစ္ဆာန်လဲလူတရိစ္ဆာန်ပါဗျာဒါကြောင့်ဒုဗိဒ္ဓရဲ့လူစစ်စစ်ကတရိစ္ဆာန်မဖြစ်အောင်ခြေခံ၅ပါးသီလလဲလုံရမယ်လောကဝတ္တိလဲကြည်ပြောရဒီကိဒုဗိဒ္ဓရဲ့အမျိုးသားရေးဘာသာရေးဆိုပြီးတော့ကြွေးကြော်နေတာတွေမရှိဘူးလားရှိပါတယ်ဗျာမြန်မာနိုင်ငံမှာမွေးဖွားတဲ့မြန်မာလူမျိုးတွေတိုင်းရင်းသားကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာအရေးမှာတာဝန်ကြည်ဖို့မလိုဘူးလားလိုပါတယ်ဗျာမြတ်စွာဘုရားဟောခဲ့တဲ့လောကဝတ္တရားတွေလည်းပဲကြည်ရမယ်ဒါပေမဲ့လို့တာဝန်မကြည်အသာနေတဲ့လူတွေကများတာဝန်မကြည်ဘလို့နေတဲ့လူတွေကများတယ်နေတဲ့လူတွေများပါတယ်ဗျာအဲ့ဒါတာဝန်မကြည်ဘူးလို့ဆိုလို့ရှိရင်ဒီဝိမာနဝတ္ထုသုတ်တံရဆိုရင်လူမဟုတ်ပါဘူးတဲ့လူတရိစ္ဆာန်ဒါကြောင့်လူတယောက်ရဲ့လို့ဖြစ်လာပြီဆိုရင်တန်ဖိုးရှိတဲ့လူဖြစ်ဖို့လူပိသားဖို့တာဝန်ကြည်ကြပါတာဝန်မကြည်အသာနေမယ်ဆိုလို့ရှိရင်မှတ်လိုက်အသာနေရဲ့အသေးနာမယ်ပြောအသာနေရဲ့အသေးနာပါဗျာကြဲကြဲလေးပြောအသာနေရဲ့အသေးနာပါဗျာအသေးနာတတ်တယ်ဘယ်လိုအသေးနာတတ်လဲလို့ဆိုတော့မိသားစုပေါ်မှာလည်းတာဝန်မကြည်ဘူးရပ်ရွာပေါ်မှာလည်းတာဝန်မကြည်ဘူးမြို့နယ်ပေါ်မှာလည်းတာဝန်မကြည်ဘူးသာသနာရေးဘာသာရေးပေါ်မှာလည်းတာဝန်မကြည်ဘူးနိုင်ငံရေးနိုင်ငံပေါ်ဆိုတာဝိသွားပြီအဲ့လိုတာဝန်မကြည်အသာနေတဲ့လူတွေသိပြီလို့ဆိုရင်ဘာဖြစ်တတ်တယ်အသေးနာတတ်ပါတယ်ဘယ်လိုနာတတ်အသေးနာတတ်ပါတယ်ဗျာဘယ်လိုအသေးနာတုံးလို့ဆိုရင်အဲ့လိုလူမျိုးသိရင်အာသုဘလိုက်မပို့ချင်ကြံရတဲ့မိသားစုမျက်နှာထောက်ထားပြီးတော့မကောင်းပါဘူးကွာလိုက်ပို့ကြပါအုံးစုစိတ်ထဲကတော့မပို့ချင်အလကတောင်းမကြည့်အသာနေတဲ့လူတွေဒီလိုလူတွေစံကုန်တွေလေးတွေစောစောစီးစီးတည်အေးတာပဲစိတ်ထဲကမေတ္တာမပို့ရင်အဲ့ဒါကံကောင်းဒါကြောင့်တောင်းမကြည့်တဲ့လူတွေသိရင်အသာနေတဲ့လူတွေသိရင်အသေးနာတတ်ပါတယ်သိရင်တော့အတုပါလိုက်မပို့ချင်ပါဘူးတဲ့အဲ့လိုလူတွေသိသွားပြီဆိုရင်ဒီနေ့သိရင်မနှက်ပြန်မေ့ပြီဒီနေ့သိသွားမနှက်ပြန်ပါဖြစ်လေမေ့သွားပါပြီဗျာသူမိသားစုကတော့မိသားစုတန်ရောစင်နဲ့လွမ်းကျင်လွမ်းမယ်ကျန်တဲ့လူကတော့ဒီနေ့သိမနှက်ပြန်မေ့ပဲဘာဖြစ်လို့မေ့တယ်လို့ဆိုတော့ဘာမှလွမ်းလောက်เสียမရှိလို့ဘာမှလွမ်းလောက်เสียသူလုံးမသွားဘူးရက်ွယ်အတွက်လည်းလုံးမသွားဘူးဘာသာရေးအတွက်လည်းလုံးမသွားဘူးသာသနာအတွက်လည်းလုံးမသွားဘူးမိသားစုတောင်မှတောင်းမချီဘူးအဲ့လိုလူတွေတည်သွားရင်ဒီနေ့တည်မနှက်ပြန်မိပါပြီတဲ့ဘာဖြစ်လို့လဲဘာမှလွမ်းလောက်เสียမရှိလို့သာရကလေးတခုထုတ်ပြဘယ်လိုမြန်မာပြည်ကြီးကိုလွတ်လပ်ရေးရအောင်အသက်ပေးပြီးတော့အရယူပေးသွားတာဘယ်သူလဲဘုရားအောင်သားပါဗျာကြည်ကြည်ပြောပါဘယ်သူလဲဘုရားအောင်သားပါဗျာပြောခွင့်ရလုံးလေဟုတ်လားမှန်ပါပါဓာတ်ပုံကိုချိတ်ထားပြီလားချိတ်ထားပါပြီဗျာအေးမချိတ်ရသေးလဲချိတ်ထားနော်မှန်ပါပါချိတ်ခွင့်စီလုံးချိတ်ထားပေါ့မချိတ်ရဘူးဆိုတော့လည်းဖြုတ်ထားလိုက်တာပေါ့ဟုတ်လားအဲ့တော့ဒုဗေတယေဒီကနေ့ဒီဘုချုပ်ကိုလွမ်းနေကြတော့မယ်တို့တာရူလန်ကမလွမ်းဘူးလားလွမ်းပါတယ်ဗျာလွမ်းတဲ့တန်ကလည်းပဲနော်ပြောပြောမလွမ်းဘူးလားလွမ်းပါတယ်ဗျာတနိုင်ငံလုံးလွမ်းနေရတော့ဘုချုပ်လိုပုဂ္ဂိုလ်မျိုးမျောနေကြတော့ဘာဖြစ်လို့ဘုချုပ်ကိုတနိုင်ငံလုံးကလွမ်းနေကြတာလဲဆိုရင်ဘုချုပ်ကတနိုင်ငံလုံးလွမ်းအောင်လုပ်ပြသွားတာမြန်မာပြည်မကွယ်သေးတဲ့ဘိုလ်ချုပ်ရဲ့ဂုဏ်ကျေးဇူးဟာဘယ်တော့မှမကွယ်ပြဘူးမှန်ပါပါဘိုလ်ချုပ်ရဲ့ဂုဏ်ကျေးဇူးကိုဘယ်သူချီဖြစ်ဖြစ်မပြတ်နိုင်ပါဘူးဘိုလ်ချုပ်ရဲ့ဂုဏ်ကျေးဇူးကိုဘယ်သူဖြောင်းပြောင်းမပြောင်းနိုင်ပါဘူးမြန်မာပြည်ကြီးပျောက်သွားရင်တော့ဘိုလ်ချုပ်ရဲ့ကျေးဇူးတွေပျောက်သွားလိမ့်မယ်ဒါကြောင့်ဒီနေ့ဘိုလ်ချုပ်လိုပုဂ္ဂိုလ်မျိုးဘာဖြစ်လို့လွမ်းနေကြတာတော့ဆိုရင်လွမ်းလောက်အောင်လုပ်ပြသွားလို့
ဘုရားအောင်ဆန်းတို့အာဇာနည်ပုဂ္ဂိုလ်ရဲ့နောက်ပိုင်းမှာဒုပိဋကရဲ့တိုင်းပြည်ကောင်းဆောင်တွေပေါ်မလာဘူးလားပေါ်လာပါတယ်ဗျာအတချို့တည်သွားကြလွမ်းတဲ့လူများရှိလားမရှိပါဘူးဗျာအာနာပါနာလေးတော့မလွမ်းဘူးလားဟုတ်ဗျာဟောဘုရားတွေလည်းတည်သွားတယ်လေအလန်းတွေလည်းဖောက်တခါတွေလည်းဆောက်သွားသာရုလန်းကလည်းအာနာပါနာလေးတော့လွမ်းဖို့ကောင်းပါလေဒါပေမဲ့လို့ဒုပိဋကရဲ့ကြားလိုက်ရတယ်ဟုတ်လားတကြီးဘုရားရွာသားကောင်းမှုလေနော်အဲ့တော့တနိုင်ငံလုံးဘုန်းကြီးတို့တရားပွဲလက်ဟောမေးလိုက်ရင်ဒီတိုင်းပဲဘယ်သူမှမလွမ်းဘူးလို့ပြောတယ်အဲ့တော့ဖြေထုတ်ကြည့်တော့ဘာဖြစ်လို့မလွမ်းတာလဲလွမ်းလောက်เสียမရှိလို့မလွမ်းတာပါဗျာဒါကြောင့်အသာနေပြီဆိုရင်ဒုပိဋကရဲ့အသေးနာတဲ့ဒီနေ့သိရင်မနှက်ပြန်မေ့ပြီတဲ့ဘာမှလွမ်းလောက်เสียမရှိလို့ဒါကြောင့်ဒုပိဋကရဲ့အသာမနေကြပါနဲ့ကိုစွမ်းသလောက်ကြိုးစားပြီးတော့တာဝန်ကြီးကြီးလှုပ်ဆောင်ကြဖို့မကောင်းဘူးလားကောင်းပါတယ်ဗျာအဲဒီလိုပုဂ္ဂိုလ်တာဝန်မကြီးတဲ့ပုဂ္ဂိုလ်တွေတာဝန်မကြီးအသာနေတဲ့ပုဂ္ဂိုလ်တွေသိလို့ရှိရင်အပေါ်မရောက်ပါဘူးတဲ့အောက်ကိုပဲဆင်းမယ်တာဝန်မကြီးတဲ့လူတွေသိရင်အပေါ်တက်မှလားအောက်ဆင်းမှလားအောက်ဆင်းပါပါဗျာအောက်ဆိုတာဘာပြောတာငရဲကြီးပါဗျာငရဲရဲ့တရိစ္ဆာန်ရဲ့ပိဋ္ဌာရဲ့အတုရကေအပေလေးပါမှန်လားအောက်ဆိုတာဘာပြောတာလဲပေလေးပါပါဗျာတာဝမကြီးအတန်နေတဲ့လူတွေသိရင်ဒုပိဋကရဲ့အောက်ဆိုတဲ့အပေလေးပုံဆင်းရတတ်ပါတယ်ဖြစ်တဲ့နာတာတော့မရှိတော့မှန်လားပါကံကောင်းလို့လူဘဝရောက်လာပါရဲ့တာဝမကြီးအတန်နေခြင်းကြောင့်ဒုပိဋကရဲ့လူဖြစ်ရှုံးကြတဲ့အဖြစ်မျိုးမကြုံရအောင်လူပီသားအောင်တာဝန်ချကြပါ။ဘာကြည်ရမယ်။တာဝန်ချရမှာပါဗျာ။ဆိုလိုက်ဘာသာရေးမှဘာသာရေးမှသူမလံအသာနေလိုက်သည်အသာနေလိုက်သည်ရရရေးမှရရရေးမှသူမလံအသာနေလိုက်သည်အသာနေလိုက်သည်လူမှုရေးမှသူမပန်းအသာနေလိုက်သည်အသာနေလိုက်သည်သာသနာရေးမှသာသနာရေးမှသူမပန်းအသာနေလိုက်သည်အသာနေလိုက်သည်တရားပွဲမှတရားပွဲမှသူမလာအသာနေလိုက်သည်အသာနေလိုက်သည်တရားပွဲမလာတဲ့လူပဲရောထည့်လိုက်တာကောင်းပါနော်ဆိုလိုက်အသာနေကအသာနေကသူဘဝမုတ်ချအသေးနာတော်မီမုတ်ချအသေးနာတော်မီဒါကြောင့်အသာနေရင်မှဖြစ်မယ်အသေးနာပါဗျာဒါကြောင့်ဒုပိဋကရဲ့အဲ့ဒီလိုတာဝန်မကြီးတဲ့လူမျိုးကိုမိသားစုမှာပါခဲ့ရင်အမေဘေဒုက္ခပေးရုံတက်တက်မိသားစုဒုက္ခပေးရုံတက်တက်ရောက်လာတဲ့အခါတလေစိုးပြူတွေပါလာတတ်တယ်နော်မှန်ပါပါအဲ့လိုအသာနေတဲ့လူတွေမိသားစုမှာပါခဲ့ရင်မိသားစုနာတယ်ဘာနာတော့မိသားစုနာပါတယ်ဗျာအဲ့လိုလူမျိုးတွေရက်ွက်ထဲမှာရှိရင်ဘာနာမယ်ရက်ွက်နာပါတယ်ဗျာမြို့ထဲမှာရှိရင်မြို့ထဲနာပါတယ်ဗျာနိုင်ငံမှာရှိရင်နိုင်ငံနာပါတယ်ဗျာဒါကြောင့်နိုင်ငံရေးလူမျိုးရေးဘာသာရေးမှာခက်အေးအေးခပ်ပေါ်ပေါ်မနေကြပါနဲ့တာဝန်ကြည်ကြပါဒါမှလူပီသားပဲနော်မှန်ပါပါဗျာနောက်တကဒုပိဋကရဲ့တိရစ္ဆာန်တဲ့လူကသာတဲ့ချက်ကဘာလဲဆိုတော့ပညာပါလေပညာပါဗျာဆင်ញင်တုံတရားတိရစ္ဆာန်တွေမှာပညာဆိုတဲ့မှတ်သားမှုပဲရှိတယ်စဉ်းစားတွေးခေါ်တတ်တဲ့ဆင်ញင်တုံတရားအရာရာကိုအမှန်အမှန်ကောင်းဆိုခွဲခြားဝေဖန်တတ်တဲ့ပညာတရားတိရစ္ဆာန်တွေမှာရှိလားမရှိပါဘူးဒါကြောင့်တိရစ္ဆာန်တွေဟာဘုရားမှန်သိရလားမသိပါဘူးဗျာတရားမှန်ကောမသိပါဘူးဗျာတန်ခါမှန်ကောမသိပါဘူးဗျာမိဘရဲ့ဆရာသမားရဲ့လို့ထားရလားမထားပါဘူးဗျာမထားပါဘူးဒါကြောင့်တိရစ္ဆာန်တွေလက်ကြည့်ဒုပိဋကရဲ့တရားပွဲတွေတိရစ္ဆာန်တွေတရားမနာပါဘူးတရားဝဲတွေမှာတိရစ္ဆာန်တွေတရားနာသလားမနာပါဘူးဗျာဒါဖြင့်တရားမနာတာမစိုးတယ်တိရစ္ဆာန်တွေပါဗျာကျုံမပြောဘူးနော်ဒါကြောင့်မေတ္တာရေးဆရာတော်ကသူတရားဝဲလူမလာတာနဲ့ဟဲ့လား
တို့စင်းနဲ့သွင်းတဲ့ဖြစ်ကုန်မယ်ဒါကြောင့်အလုံးစုံတရားနာပိဋကအပေါင်းတော်ကောင်းများကံကောင်းလို့ရလာတဲ့လူဘဝတလိ္ဆန်နဲ့တူတဲ့လူမျိုးပဲဖြစ်ရအောင်ခြေတော်၅ပါးသီလနဲ့လုံးလို့လောကဝတရားနဲ့ခြေပြုံးလို့အရာရာစင်ကြင်တုံးတရားနဲ့နေထိုင်ကျင့်သုံးသွားမယ်ဆိုရင်အဲ့ဒါလူပိသတဲ့တန်ဖိုးရှိတဲ့လူဖြစ်တယ်ဒါကြောင့်ရှင်းဆရာတော်တွေကပြောကြတယ်လူမှန်ရင်အပယ်မကြပါဘူးဘာလဲတော့လူမှန်ရင်အပယ်မကြပါဘူးဗျာလူမှန်ရင်အပယ်မကြပါဘူးကွာအပယ်ကြတယ်ဆိုတာမမှန်တဲ့လူတွေကြတာမဟုတ်တဲ့လူတွေကြတာမမှန်ရင်မဟုတ်ရင်တော့အပယ်ကြမှာပေါ့မှန်လားပါလူမှန်ရင်အပယ်မကြပါဘူးအပယ်မကြပါဘူးတဲ့ဒါလေးမှတ်ထားဒါနဲ့ပတ်သက်ပြီးတော့ဒုဗိဒ္ဓရဲ့လောကီဘက်မှာသချင်းလေးတစ်ပုဒ်ရှိတယ်တို့သာလူလည်းကရလာမသိဘူးနော်လူဆိုတိမဆိုတာရလားအမလေးခုန7ပါးသီလပေးလိုက်လို့လားမသိဘူးလှုပ်ကိုမလှုပ်တော့ဟုတ်လားကဲလိုက်ဆိုပါလူဆိုတိမသီလသမာဓိသိက္ခာပြည့်စုံရမှာကြီးတဲ့လူကိုယုတ်သေးရွယ်သူကိုလေးစားငယ်သူကိုသနာရမှာဟောဒီလူပြေကဘာလာရိပ်နှချောင်းပင်လူဖြစ်လားမကောင်းဘူးလားကောင်းပါရဲ့ဗျာအဓိပ္ပာယ်မရှိဘူးလားရှိပါရဲ့ဗျာဆိုတော့မှတစ်ခါလူဆိုဒီမှာလောက်ပါဒီလိုသခြင်းမျိုးကြတော့တဲပြီးနောက်ကမလိုက်ဘူးနော်ဘယုတ်ဒုက္ခသခြင်းကြတော့တဲရကြတယ်လူငယ်တွေပြောတာပါဒီကေကဟေယောကေဆိုင်ဆိုင်တို့ရဲလေးတို့ခေဆိုတော့အမင်းတို့ဆိုင်ဆိုင်နာမည်ကြီးဘာနာမည်ကြီးလဲလူဆမ်းပါအောင်ဆိုတော့ဖွင့်ကြည့်တော့အိုးလေးလှုပ်ပါဟိအိုးလေးလှုပ်ပါဟိတပုတ်လုံးလှုပ်နေတာပြောမယ်ဆိုရင်နော်အိုးလေးလှုပ်လို့မန္တလေးအထက်လောက်တင်လှုပ်သွားတာအိုးကြီးများလှုပ်ရင်တော့ရန်ကုန်တောင်ပါလောက်တယ်နော်အတိတ်နမိတ်မရှိတဲ့သချင်းတွေဆိုလိုက်ကြတာတဏ္ဍာငါလုံးအဲ့ဒါမျိုးသမီးဆိုတော်တွေကလည်းအာကြမဲ့ပြောသူတို့ကလည်းလှုပ်ပြခါလေးနှဲ့ကလှုပ်ပြလိုက်ရင်တပြုံကြီးပါလာမယ်ကြည့်မြင်တယ်ကလှုပ်သလားမလှုပ်ပါဘူးဗျာကြည့်လို့အဲ့ဒီတပြုံကြီးထဲမှာပြုံးဒုက္ခတွေပါရင်သိပြီးဆရာပဲဟုတ်လားဟာမင်းတို့သချင်းတွေကလည်းအလှုပ်တွေကြီးပါအငြိမ်လေးဆိုသမ်းမအောင်ကွာအငြိမ်လေးများရှိရင်ဖွင့်သမ်းမအောင်ဆိုတော့ဖွင့်ပြတယ်အဆူတော်ကဖိုးကားတနေ့ကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့်တယ်ဟုတ်လားငြိမ်သလားမမေးနဲ့တနေ့ကုန်ထိုင်ဘောလုံးပဲကြည့်သလားဟဲ့ဟုတ်လားဒီပရိညာဆောသလားဟဲ့အောင်မေနဖူကစားချေမအထိချစ်တယ်တနေ့ကုန်ထိုင်ပြီးဘာလုံးနေတာလဲအောင်မေတာနှာဘူးကြနေတာဘာလုံးနေတာနှာဘူးကြနေတာဗျာငြိမ်မဲငြိမ်တော့လေနော်ဟုတ်လားအဲ့ဒါဒုဗေဒရဲ့အဲ့ဒီလိုမျိုးအဲ့ဒါကိုမျိုးသမီးတွေကလည်းပြန်ပြီးဆိုထားတယ်ဖြည်းဖြည်းလေးနဖူးလေးနမ်းမှာကိုရေးတယ်ဟုတ်လားဖြည်းဖြည်းလေးပါလေးနမ်းမှာကိုရေးတယ်အာတော်ရက်သူလည်းတော့ခြေမတိရောက်နေအောင်မယ်ဆိုပြီးတော့နော်အဲ့ဒါဒုဗေဒရဲ့ဘယုတ်ဒုက္ခသခြင်းတွေသာသာအနေအပြည့်လည်းဘာနှစ်သာရမှမရှိဘူးတန်စင်ဆိုတာလည်းပဲဒုဗေဒရဲ့ကိုမြန်မာတန်စင်နဲ့ရှင်ကြည့်ရတခြားစီပဲအဲ့တော့ဘယုတ်ဒုက္ခသခြင်းတွေဆိုပြီးဘာဖြစ်နေတာလဲဆိုတော့ဘယုတ်ဒုက္ခတွေဖြစ်နေကြဘာတွေဖြစ်နေကြတာဘယုတ်ဒုက္ခဖြစ်နေတာပါဗျာကြုံတော့တာဘုန်းကြီးကတော့ပြောရမှာဟုတ်လားအဲ့ဒါကတော့လူငယ်ကြိုက်ဖို့ထားပါကွာမင်းလူကြီးကြိုက်တဲ့ချင်းများလှုပ်ဆမ်းပါအောင်လို့ဆိုတော့ဖွင့်ပြစမ်းပါပဲငါကိုလမ်းမတားနဲ့ဟုတ်လားအဲ့ဒါဖွင့်ပြတာမင်းလူကြီးကြိုက်ပါဆိုဒါလူကြီးကြိုက်ဖရတယ်ဟုတ်လားသူတို့ကလည်းခဏတော့နော်အဲ့တော့ဒုဗေဒရဲ့စဉ်းစားကြည့်ဘယုတ်ဒုက္ခသခြင်းတွေဆိုပြီးတော့လူတွေဘာဖြစ်နေတာလဲဘယုတ်ဒုက္ခတွေဖြစ်နေကြဘုရားကအသက်50ပြည့်သွားပြီဒီ50အတွင်းမှာပြောင်းလဲမှုဟာတော်တော်ကိုကြောက်စရာကောင်း
တခါကြီးလို့ဆိုရင်ကိုသိမှာပေါ့ဒါကြောင့်ဘယုတ်ဒုက္ခခေရောက်နေပြီဘာခေရောက်နေလဲ ဘယ်တော့ကခေရောက်နေပါလဲ ဒီကြားတဲ့ကိုရီးယားကားတွေကြည့်ပြီးတော့ကိုယ်ယုကာယလှုပ်တာကတစ်မျိုး မှန်လားပါ အမျိုးသမီးတွေပိုဆိုးသေးတယ်နော် မှန်လားပါ အမျိုးသားတွေလည်းပါတာပါပဲစပယ်တွေဟာလားအဝါရောက်ကြောင်ကြောင်ကြားကြားအလီအောင်ကြောင်ကြောင်ကြားကြားတွေဆိုးစပယ်ကိုအလဲကောင်ကနေထောင်ထားဘုန်းကြီးအမြင်ကတော့တိရစ္ဆာန်ခေါင်းလိုပဲမြင်တယ်ပါကောင်းလဲ တလိစ္ဆာကောင်းပါဗျာ သူကတော့ဒုက္ခသူတော်တော်လှမ်းနေပြီးတော့အောင်မေးတာဘုန်းကြီးတို့ကတော့အမြင်ကိုမတည့်တို့တခါကြီးရောအမြင်တဲ့လား အမြင်မတည့်ပါဘူးဗျာ တဲ့အမြင်မတည့်ရင်ကိုသားသမီးဆိုရင်ရိုက်တာမလိုက်တော့နော် မှန်လားပါဗျာ ကိုဟာဘာလူမျိုးလဲကိုဟာဘာဘာသာလဲကိုရဲ့ယဉ်ကျေးမှုဟာဘာလဲဆိုတာနားလည်းမလဲတော့တန်ဖိုးလည်းမထားတော့ဘယုဒုက္ခခေဘယုဒုက္ခတွေလှုပ်ချင်ရလှုပ်နေကြအမျိုးသမီးတွေကလည်းဟာကိုရီးယားမျိုးသမီးလေးတွေမင်းသမီးလေးတွေစကတ်ဝဲနှတို့လည်းနှမှာပဲဆိုပြီးစကတ်တွေဟောစောစောကတော့ရှစ်တလို့လို့ဘာလို့လို့နဲ့ဟာလားစကတ်ရှိလေးတွေစကတ်ရှိလေးတွေဝတ်တော့သွားတာကခက်တော့ဘေးကခွဲကြည့်လိုက်ရှေ့ကခွဲကြည့်လိုက်နောက်ကခွဲကြည့်လိုက်ထူပါဘူးဟဲ့ဆိုပြီးဖြတ်လိုက်တာပေါင်လေရောက်ကုန်ပြီဘယ်ရောက်ကုန်မတော့ ကောင်းတယ်ရောက်ပေါ်ပါဗျာ ကိုယ်ပိုင်ကားလေးနဲ့ဆိုရင်သိကိစ္စမရှိဘူးဟုတ်လား မှန်လား ဒါပဲလိုင်းကားစီးတာလိုင်းကားစီးသူသိပေါ့ဘာလို့ဒီအတော်ဝက်လာအပေါ်ကျမှမလေးရှက်တာလို့ထီးနေကွာကားလိုက်အာအိတ်လေးနဲ့ကားလိုက်ရှောက်လုံနေတာဘုန်းကြီးတို့တွေ့ရတယ်ဒါကြောင့်တရားနဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးတစ်ပါးဘုန်းကြီးတို့လျှောက်တော့ဆရာတော်ကြီးကလည်းပြက်ပြက်ပဲပြောတယ်တူသမ်းမှစီခွာတင်မစုံထက်ကြီးတော့တူလို့မရပါဘူးဟုတ်လားတင်မစုံထက်ကြီးတူလို့ရသေးလား မရပါဘူး မြန်မြန်တူပြီးတော့မြန်မြန်ပြန်ဆွဲချပါလို့ဒါပဲဘုန်းကြီးတို့ကတော့ပြောမလို့ဖြစ်နေပြီနော် မှန်လားပါ ဒါကြောင့်ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာရဲ့ရည်ကြီးမှုကိုကိုမမထင်းရင်ကိုမတန်ဖိုးမထားရင်ဘယ်လိုလူကတန်ဖိုးထားမလဲဒါတွေမိဘတွေကလည်းသွန်သင်ဆုံးမဖို့မလိုဘူးလား လိုပါတယ်ဗျာ သိကြောက်စရာကောင်းတယ်ခိရစီကြောင်းနော် မှန်လားပါ ဒါကြောင့်အလုံးစုံတရားနာပိသပေါင်းသူတော်ကောင်းများကံကောင်းလို့ရလာတဲ့လူဘဝလူပီသားအောင်နေဖို့မကောင်းဘူးလား ကောင်းပါတယ်ဗျာ ဒါကြောင့်လူဆိုသည်မှာသီလသမာဓိသိက္ခာပြည့်စုံရမယ်သီလရဲ့သမာဓိရဲ့သိက္ခာတရားရဲ့ပြည့်စုံရမယ်ကြီးတဲ့လူကိုဗါလဲတော့ ယူသေးရပါပါဗျာ ယူသေးရမယ်ကျတော့ဗမာပြည်ကြီးတဲ့လူကိုယူသေးရဲ့လားယူသေးုံနဲ့မကပါဘူးကြီးတဲ့လူဆိုရင်ဖားတော့ဖားနေသေးတာဟာလားအဲ့ဒါရွယ်သူကိုကြတာဒုဗေဒရဲ့အပြိုင်ဆိုင်ချနေကြတယ်ငယ်စုကိုကြတော့အနိုင်ကျင့်ကြအဲ့ဒါလူမပေတာဘူးတဲ့လူမဟုတ်ဘူးတဲ့လူမဟုတ်တော့ပါလေလူတရိစ္ဆာန်ပေါ့ပါလေ လူတလိစ္ဆာပါဗျာ လူမရင်ကြီးတဲ့လူကိုယိုသေးရွယ်သူကိုလေးစားငယ်သူကိုသနာဒီကြားတဲ့အတ္တလွန်ကဲတဲ့ပုဂ္ဂိုလ်တွေကရှိသေးတယ်နော်ဘာပဲလို့ကိုယ်အတွက်ကြံမကြံရင်လုံးဝမလုပ်တာဒုဗေဒရဲ့အဲ့ဒါအတ္တဇွဲတဲ့ဟာလားတဘိုးတဲ့သမားတွေအတ္တကြီးတဲ့ပုဂ္ဂိုလ်တွေအတ္တဇွဲအားကြီးတဲ့ပုဂ္ဂိုလ်တွေကဘာသမားလဲ ဘိုးရဲသမားတွေပါဗျာ တဘိုးတဲ့သမားဆိုတော့ဘာနဲ့နှိုင်းပြောတာ နွားနဲ့ပါဗျာ ကဲဆိုလိုက်ပါအတ္တဇွဲနဲ့ အတ္တကျွဲနဲ့ တဘိုးတဲ့သမားဟာ ဘိုးရဲသမားဟာ နွားနဲ့မချာ နွားနဲ့မချာ ဒူလေမွေးစိတ်ယုံမောင် လူတွေဝဲစီယုံမှာ တစ္ဆာတရားဆိုတာ သစ္စာတရားဆိုတာ သူတို့နှလုံးသားမောင် သူတို့နှလုံးသားမှာ လုံးလုံးမရှိ လုံးလုံး ငါစိတ်တွေဖုံးလို့သာ ငါစိတ်တွေဘုံလို့သာ အိုအမောင်လူသား ဘိုးအမောင်လူသာ မမိုက်သား မပိုက်တာ ခဏတည်းရလာဘဝမှာ ခဏတာရလာဘဝမှာ လူနဲ့တူအောင်နေစမ်းမှာ လူနဲ့တူအောင်နေသမ်းပါ ဘာနဲ့တူအောင်နေရ လူနဲ့တူအောင်နေရမှာပါဗျာ အတ္တဇွဲနဲ့ဒုဗေဒရဲ့တဘိုးတဲ့သမားတွေဟာနွားနဲ့တူတယ်ဘာပဲလှုပ်ဟာငါမိသားစုကောင်းစားရင်ပြီးရောငါဆွေမျိုးတွေကြီးပွားရင်ပြီးရောကျန်တဲ့လူတွေဘလို့နေဘလို့သေးသေးအဲ့လိုအတ္တအားကြီးတဲ့ပုဂ္ဂိုလ်တွေအတ္တဇွဲသမားတွေဟာတဘိုးတဲ့သမားတွေတဲ့ဘာနဲ့တူလဲ နွားနဲ့တူပါ နွားနဲ့တူတယ်အဲ့လိုနွားနဲ့တူတဲ့လူတွေတဲ့ကိုမပါစေနဲ့နော် မှန်လားပါဗျာ
အဲ့ဒီပုဂ္ဂိုလ်ရဲ့နှလုံးသားမှာသစ္စာတရားလုံးဝမရှိပါဘူး မှန်လားပါ သစ္စာတရားရှိရလား လုံးဝမရှိပါဘူးဗျာ သစ္စာတရားလုံးဝမရှိတဲ့ဒုဗေဒယေအတ္တသမားတွေအလိညာသမားတွေကံကောင်းလို့ရလာတဲ့လူဘဝအကြာကြီးနေရမှာလားခဏနေရမှာ ဒါ လား လေးနေရမှာပါဗျာ အဲ့ဒီခဏတာကာလလေးဒုဗေဒယေလူနဲ့တူအောင်နေစမ်းပါ မှန်လားပါ ဒီသချင်းလေးမကောင်းဘူးလား ဟောပါလေဗျာ ဒါကြောင့်ကံကောင်းလို့ရလာတဲ့လူဘဝလူပိသားအောင်နေကြမှသာလည်းနေတော့မှလည်းတန်ဖိုးရှိသလိုတည်တော့လည်းပဲတန်ဖိုးရှိရှိတည်နိုင်ပါတယ်လိုက်ဆိုလိုက်လူဘဝဆိုတာ လူဘဝဆိုတာ ရဖို့ရန် ရဖို့ရ လောစွာခဲရင်သည် လူဘဝခဲရင် လူဖြစ်လာရ လူပြည်လာရ ဒုဘဝ လူဘဝ မုတ်ချကံကောင်းသည် ဘုရားကံကောင်းသည် လူဘဝဆိုတာအမတန်မှရခဲ့တဲ့ကံကောင်းလို့ရလာတဲ့ဒီလူဘဝဒီကနေ့လူဘဝရရှိနေတာကိုကအထူးကံကောင်းနေတာဒါနံပါတ်1ကံကောင်းခြင်းလက်ဆောင်မယ်နော် မှန်လားပါဗျာ ဒုဗေဒယေကံကောင်းလို့လူဘဝရမနေဘူးလား ရနေပါလေဗျာ ရလာတဲ့ဒီကံကောင်းခြင်းလက်ဆောင်တစ်ခုဆိုတဲ့လူဘဝကိုလူပိသားအောင်ကျင့်သုံးပြီးတော့တန်ဖိုးရှိရှိနေထိုင်သွားကြပါလို့ဘုန်းကြီးတို့တိုက်တွန်းပါတယ်နော် မှန်လားပါဗျာ ဒုတိယကံကောင်းခြင်းလက်ဆောင်ကပါလေကိစ္ဆာမစ္ဆနာဇီဝိတံမစ္ဆနာတတ္တဝါတို့၏ဇီဝိတံသက်ရှင်နေထိုင်ရခြင်းသည်ကိစ္ဆာလွန်အလွန်ခက်ခဲလာပါပြီဝါရခဲ့လာပါပြီကိစ္ဆာမစ္ဆနာဇီဝိတံအသက်ရှင်နေထိုင်ခွင့်ရနေတာကိုကကံကောင်းခြင်းလက်ဆောင်တစ်ခုပါဒီနေ့ပိဋကတ်တွေအသက်ရှင်မနေဘူးလား အသက်ရှင်နေပါလေဗျာ တခြားဘာမှမတွေ့နဲ့အသက်ရှင်နေတာကိုကဘာကောင်းနေတာ ကံကောင်းနေတာပါဗျာ ဒါလေးသိစေချင်တယ်နော် မှန်လားပါ အသက်ရှင်နေတာကိုကဘာကောင်းနေတာ ကံကောင်းနေတာပါဗျာ ဒါကြောင့်ကိုယ်ကံကောင်းမှန်းကိုသိဖို့လိုတယ် မှန်လားပါဗျာ ရေဝေးတို့ချိန်မင်တို့ဒုဗေဒရေရန်ကုန်ကလူတွေဒီနေ့ဘယ်နှယောက်လောက်သွားနေကြတဲ့ကြားဘူးလဲကိုကျော်သူတို့လက်မေးကြည့်ပေါ့ဗျာနော် မှန်လားပါ အဲ့ဒါရေဝေးရောချိန်မင်ရောဆိုရင်ထင်တယ်ဘုန်းကြီးတို့ပုံမှန်ကတော့60 90ကတော့သွားနေတာပဲနေ့စဉ်ဒုဗေဒရေတပွဲပွဲတသက်သက်သိနေကြတဲ့လူတွေထဲမှာကိုမပါသေးတာဒီဘာကောင်းနေလို့ ကံကောင်းနေလို့ပါဗျာ မသိကြဘူးလား သိကြပါလေဗျာ ကံဆိုရင်ကိုလည်းပါသွားပြီပေါ့ မှန်လားပါဗျာ ကံကုန်ရင်ကိုလည်းပါသွားပြီပေါ့ မှန်လားပါ ကံမဲ့ခရကံကုန်ရင်လည်းသိတတ်တယ်ဒါကြောင့်ဒီကနေ့မသိသေးတာအသက်ရှင်နေတာဒီအသက်ရှင်နေသေးတာဒီအမတန်ကံကောင်းခြင်းလက်ဆောင်တစ်ခုလုံးမှတ်ပါကဘာမှာဒုဗေဒရေဗျမ်းမြအပြင်တွက်ချက်ထားတာကတစ်စက္ကန့်မှာလူ9ယောက်နှုတ်သေးတယ်ပြောတစ်စက္ကန့်မှာလူဘယ်နှယောက်လဲ 9ယောက်လုံးသိတာပါဗျာ တစ်စက္ကန့်ကိုလူ9ယောက်လို့ဆိုရင်စက္ကန့်60 1မိနစ်ဆိုတော့1မိနစ်ဘယ်နှယောက်သေးမလဲ300 300 သေးမယ်ဘယ်လောက်သေးမလဲ 300ပါဗျာ အဲ့ဒါ1မိနစ်ဆိုရင်မိနစ်60တနာရီဆိုရင်ဒုဗေဒရေဘယ်လောက်သေးမလဲ18000ဘယ်လောက်လဲ1မိနစ်300မိနစ်60ဆိုတော့3648 1000ကဘာမှာဒုဗေဒရေတနာရီမှာလူဘယ်လောက်သေးလဲ18000သေးတယ်24နာရီတရက်ဆိုရင်တွက်ပြီတော့432,000ဘယ်လောက်လဲ 432,000ပါဗျာ ဘုန်းကြီးကသိမှာပေါ့ကြွထွက်တာဟုတ်လား မှန်လားပါ 432,000ဒုဗေဒရေတရက်လူ4,000,000ကျော်ကဘာမှာသိနေပါတယ်ဒါကပုံမှန်ပြောတာနော်ဟာမုံတိုင်းဝင်လို့တယ်ငလင်လှုပ်တယ်ဟာရေကြီးလို့တယ်တောင်ပြိုလို့တယ်စသည်အပြင်မိတော်ပေါက်ကွဲလို့တယ်ဟာစစ်ဘေးကြုံလို့တယ်ဆိုရင်တော့တော်လေးပဲဒါကြောင့်နေ့စဉ်စက္ကမလနိုင်မလတပွဲပွဲတသက်သက်သိနေကြတဲ့လူတွေထဲမှာတို့မပါသေးတာဒီဘာကောင်းလို့ ကံကောင်းလို့ပါဗျာ သိကံကောင်းနေတယ်ဘုရားကံကောင်းမှန်းသည်ဒါကြောင့်ဒုဗေဒရေလူအသက်ကိုဘာနဲ့တိုင်းတာလဲလို့ဆိုရင်အချိန်နဲ့တိုင်းတာပါတယ်အသက်ကိုဘာနဲ့တိုင်းတာ အချိန်နဲ့ခိုင်းကြတာပါဗျာ အချိန်နဲ့တိုင်းတာကြသက်20ရှိသွားပြီ
အသက်50ရှိသွားပြီ60 90 80အသက်ကိုအခြေနဲ့တိုင်းတာကြဒါကြောင့်အသက်ကိုအခြေနဲ့တိုင်းတာခြင်းကြောင့်အသက်သည်အခြေသည်အသက်ပါကိုယ်အသက်ကိုတန်ဖိုးထားလို့ရှိရင်ဘာတန်ဖိုးထားအချိန်ကိုတန်ဖိုးထားပါပါဗျာဒါလေးကြည့်ဆိုင်စီခြင်းပါလေမှန်ပါပါတဘာဝတရားကညီမျှခြင်းသိညီမျှလူတယောက်ကိုတရက်ကိုဘယ်နှနာရီပေးလဲ24နာရီပါဗျာ24နာရီပြန်ပြော24နာရီပါဗျာလူတယောက်ဒုဗေဒရဲ့တရက်ကိုဘယ်နှနာရီစီရတယ်24နာရီစီရပါတယ်ဗျာရှင်ဘရင်ဆိုပြီးတော့အကျိုးကြီးနဲ့ပို့ယူလို့ရသလားမရပါဘူးဗျာလုံးဝမပေးပါဘူးရှင်ဘရင်လည်း24နာရီဒီကောင်ဆင်းရဲသားဘာမှလုပ်ရှိတဲ့ကောင်မဟုတ်ဘူးအချိန်လျှော့ပေးသလားမပေးပါဘူးဗျာတရောင်းသားဆင်းရဲသားလည်းဘယ်နှနာရီလဲ24နာရီပါဗျာသိညီမျှတယ်နော်မှန်ပါပါဒါကြောင့်တို့ပေတတ်ရဲ့အချိန်ဒီအသက်ဒီအချိန်ဆိုရင်တန်ဖိုးရှိတဲ့ဒီအသက်လို့ဆိုတဲ့ဒီအချိန်လေးကိုမဖြုံးကြပါနဲ့တရက်တာ24နာရီကိုဘလို့ကုန်သွားတယ်လဲဆိုတာကိုယ့်ကိုယ်ပဲပြန်စဉ်းစားတော့ငါသုံးနေတာလားဖြုံးနေတာလားဒါတွေစဉ်းစားဖို့မကောင်းဘူးလားကောင်းပါတယ်ဗျာဒုဗေဒရဲ့လူအသက်ဟာ85နှစ်သက်တမ်းဘယ်နှစ်သက်တမ်းလဲ85နှစ်သက်တမ်းပါဗျာ85နှစ်လို့ပြောတာဒုဗေဒရဲ့85နှစ်ကိုပြန်ပြီးတော့တွက်ကြည့်ရဲ့အဲ့တဲ့အချိန်ကြီးပြန်နှုတ်လိုက်လို့ရှိရဲ့25နှစ်ကပြုတ်သွားလူတယောက်အဲ့တဲ့အချိန်တွေကိုပြန်နှုတ်ရဲ့ဘယ်နှစ်လောက်ပြုတ်သွားမလဲ25နှစ်ပြုတ်သွားပြီဗျာ25နှစ်ပြုတ်သွားမယ်အဲ့တော့ကျန်တာက90အဲ့ဒီကျန်တဲ့90ကလည်းပဲတန်ဖိုးရှိအသုံးချလိုက်တဲ့အချိန်ဟာဘယ်လောက်ရှိမလဲတဝက်လောက်ကျန်ကိုကံကောင်းမယ်နော်မှန်ပါပါပြောတော့တာ85နှစ်တောင်နေသွားရတယ်လို့ပြောရတာနော်မှန်ပါပါ25နှစ်ဒီအိတ်တာနဲ့ပဲချိန်ကုန်သွားပြီကျန်တဲ့အနှစ်50မှာကိုသုံးခဲ့သလားဖြုံးခဲ့သလားဆိုရင်ကိုယ့်ကိုယ်ပဲစဉ်းစားတော့ဒါကြောင့်ဒုဗေဒရဲ့အသက်ကိုတန်ဖိုးထားတယ်ဆိုရင်ဘာကိုတန်ဖိုးထားရမလဲအချိန်ကိုတန်ဖိုးထားပါအချိန်ကိုတန်ဖိုးထားပါအဲ့ဒါတရက်ဆိုတာက24နာရီသိကြတယ်တရက်ဆိုတာဘယ်နာရီလဲ24နာရီသိကြပါ24နာရီမပြည့်ရင်တရက်ဘလို့မှခေါ်လို့မရဘူးမှန်ပါပါတစ်စက္ကန့်လုံးနေရင်တောင်ခေါ်လို့ရလားမရပါဘူးဗျာ24နာရီတိတိပြည့်သွားမှဘာလို့ခေါ်လဲတရက်ခေါ်ပါတယ်ဗျာတရက်ဆိုတာ24နာရီသိကြတော့လည်းပဲအသက်ဆိုတာက24နာရီမသိကြမှန်ပါပါဗျာသိကြတယ်ထင်သလားမသိပါဘူးဗျာမသိကြဘူးကွေးတော့လေမဆမ်းမေးဆန်တော့လေမကွေးပြီမကွေးပြီသိနေကြတာတွေမရှိဘူးလားရှိပါတယ်ဗျာမနေ့ကမှငါဈေးထဲတွေ့လိုက်သေးတာအကောင်းကြီးပါဘလို့ဖြစ်တာတော့ဒီလိုပဲစားနေရင်လည်းအောင့်နေဆိုပြီးတော့အဲ့ဒါဆေးရုံပို့တာလေလမ်းမာတယ်အသက်ပြောက်သွားတယ်အသက်ကြောက်စရာမကောင်းဘူးလားကောင်းပါတယ်ခင်ဗျာဟာနေလေခင်ကမှငါနဲ့အဲ့ဒါစကားတွေပေါင်းပွဲပြီးတော့လက်ပိတ်စိမ်မှာထိုင်ပြီးစကားပြောနေတာဘလို့ဖြစ်တာလဲဟုတ်တယ်ညနေအပြင်ကပြန်လာအိမ်မှာရေချိုးရင်းနဲ့ရေချိုးခန်းထဲမှာဘုံတိုင်းဆိုသွားကြည့်တော့အသက်မရှိတော့ဘူးတဲ့ဘုံတော့သွေးချိုးပြတ်တာဘာသွေးချိုးပြတ်တာဘုံတော့သွေးချိုးပြတ်တာပါဗျာဒါကြောင့်အသက်ဆိုတာဒုဗေဒရေ24နာရီတည်ကြရဲ့လားမတည်ကြပါဘူးဗျာနေမြင်ညပြောင်ညမြင်နေပြောင်တုတ်เสียကောင်းတဲ့ဒီတည်ခြင်းတရားအဲ့ဒါကြိုတင်စဉ်းစားပြီးတော့ဒုဗေဒရေအခုစဉ်းသန်နေတဲ့အသက်ဆိုတဲ့အချိန်လေးတွေကိုတန်ဖိုးရှိအသုံးချရရင်မကောင်းဘူးလားကောင်းပါလေဗျာမဖြုံးပါနဲ့မှန်ပါပါဘာမှအနှစ်သာရမရှိတဲ့ကိုရီးယားကားတွေကြည့်ကာတွန်းတွေကြည့်ဘာတွေကြည့်ဂိမ်းတွေဆောအချိန်ကြီးဖြုံးကုသိုလ်ဥစ္စာကြံခံသား၍ပညာတကုတမျိုးမျိုးမှာအကျိုးမဲ့တွေထိုနေ့တွေတက်တက်ဝမ်းနေပွဲဒီလိုရှင်တော်မျိုးဘာကနောဆရာတော်ဘုရားကြီးကတဏိတာပြန်ပြီးတော့စဉ်းစားညအယဝင်ရောက်ကုသိုလ်ရမယ်ဥစ္စာရကျမ်းမာရေးအတွက်လည်းပဲရ
ကုသိုလ်ဥစ္စာကြံ့ခံတာ၏ပညာအတိပညာတစ်ခုလည်းရမယ်တကိုးတဲ့ယာတုဂုံသိလည်းရမယ်အဲ့လိုမှဒုဗိဒ္ဓဘာတစ်ခုမှမရလိုက်ဘူးဆိုရင်တော့အဲ့ဒါတက်ဝမ်းနဲ့ဝေရကောင်းတဲ့နေ့တစ်နေ့ပါပဲဒါကြောင့်ဒုဗိဒ္ဓရဲ့လောကမှာပြောကြတယ်ကုံသွားပြီဆုံးသွားပြီဆိုရင်အစားပြန်မရတာတစ်ခုရှိတယ်ကုံသွားဆုံးသွားလို့ရှိရင်အစားပြန်မရတာဘယ်နှခုလဲ နှစ်ခုပါဗျာ ပြောပါနဲ့ပါလဲ အချင်းရဲ့တက်ကြပါဗျာ အချိန်နဲ့အသက်အတူတူပဲထားအချိန်နဲ့မိဘပြောပါနဲ့ပါ အချင်းရဲ့မိဘပါဗျာ အချိန်ကုန်သွားပြီဆိုရင်ဒုဗိဒ္ဓရဲ့အစားပြန်ယူလို့ရသလား မရပါဘူးဗျာ အချိန်ဆိုတာဝယ်လို့ရသလား မရပါဘူးဗျာ ရှင်းလို့ငှားလို့ရသလား မရပါဘူးဗျာ ကုန်သွားရင်အစားပြန်မရတာဒီဒုဗိဒ္ဓရဲ့အချိန်နဲ့နောက်တစ်ခါမိဘနောက်တစ်ခါဘာပါလဲ မိဘပါဗျာ မိဘအသက်ရှင်နေဒုံမှသာလေမိဘနဲ့ပတ်သက်တဲ့ကုသိုလ်ဟာယူလို့ရ မရပါ အမေအဖေတည်သွားပြီဆိုရင်အမေစားအဖေစားပြန်မရပါရရလား မရပါဘူးဗျာ ဒါလေးကိုသတိထားစေခြင်းတယ်နော် မရပါ မိဘရှိတဲ့ပုဂ္ဂိုလ်များအမေတည်သွားပြီအဖေတည်သွားပြီဆိုရင်အမေနဲ့ပတ်သက်တဲ့ကုသိုလ်တွေလိုချင်လိုက်တာလို့နောင်တရပြီးတော့လှုပ်ချင်တော့တဲ့အမေစားအဖေစားမရတော့ပါရရင်ပထွေးနဲ့မိတွေးပဲရမှာ မရပါ ဒါကြောင့်ဒုဗိဒ္ဓရေကုံသွားပြီဆုံးသွားပြီဆိုလို့ရှိရင်အစားပြန်မရတာဗာနဲ့ဗာလဲအချိန်နဲ့မိဘတဲ့ဒါကြောင့်ပစ္စုပန်အချိန်လေးကိုတန်ဖိုးရှိရှိအသုံးချသွားပါအတ္တတင်ရှားရှိနေတဲ့မိဘနှစ်ပါးကိုဂရုစိုက်ပါပြုစုပါလှုပ်ကြွေးပါမိဘနဲ့ပတ်သက်တဲ့ကုသိုလ်တွေကိုမိဘရှိတုံးအရာယူထားလိုက်ပါလို့ဒါပြောချင်ပါတယ်နော် မရပါဗျာ တခါတော့ကဒုဗိဒ္ဓရေပုံမြင်လေးတစ်ခုလူရဲ့နွားရဲ့ခွေးရဲ့ဇီးကွက်ရဲ့ဆိုပြီးတော့တတော် ၄ မျိုးဘယ်နှမျိုးလဲ ဒီမျိုးပါဗျာ ဘာတွေတော့လူရဲ့နွားရဲ့ခွေးရဲ့ဇီးကွက်ရဲ့အဲ့ဒါထာဝရဘုရားသခင်တန်သွားပြီးတော့အသက်တောင်းတော့ထာဝရဘုရားကဓာတုကြီးလူ40စီပေးလိုက်ဒီတော့လူဖြစ်တဲ့ပုဂ္ဂိုလ်ကမကျေနပ်ဘူးဘယ်နဲ့ကွာငါတို့ကတန်ဖိုးရှိတဲ့လူသားတွေတိလိစ္ဆာန်တွေနဲ့ရောပြီးတော့40ပဲပေးရတယ်လို့မကျေနပ်ဘူးဆိုပြီးတော့ဘုရားသွားအတော့တက်တာနော်ရန်ထောင်းတာဒီတော့ထာဝရဘုရားကမလုပ်လဲလို့ဆိုတော့အေးသီးသန့်တော့ငါမပေးတော့ဘူးနွားစီကအသက်20ယူခွေးစီကအသက်20ယူဇီးကွက်စီကအသက်20ယူတော့60သူ40နဲ့ပေါင်းတော့အသက်100လူကဘယ်လောက်ရသွားတယ်အသက်100ရသွားပြီအဲ့ကြမှာခြေနှက်သွားဒါကြောင့်ဒုဗိဒ္ဓရဲ့လူရဲ့မူရင်းအသက်ဟာ40လူရဲ့မူရင်းအသက်ဒီဘယ်လောက်ပါလိမ့် 40ပါဗျာ တချို့ကလာလေးတယ်40မှာဘဝစဟုတ်လားကြည့်ရတော့အသက်စာခြင်းဘုံပေါက်ပါတယ်ဟုတ်လားအနည်း40ဆိုတော့အဟောင်းကညီးငွေလာပြီနဲ့တူတယ်နော်ကဲသာရူလန်းကလည်းအဟောင်းကြိုက်တာလားအသက်ကြိုက်တာလားဘုမင်းသားကြီးဥပုသ်စိန်ကတော့ပြောတယ်လေအသက်တွေဘယ်လိုကောင်းကောင်းဟောင်းကိုတော့တလဲလဲသာလားနောက်တစ်ခါဒုဗိဒ္ဓရေရှင်မန်းတင်ပေါင်ကြတော့အသက်ဆက်ဆက်လေးမှရှင်းလင်းတာနေခြင်းကြတယ်ဟုတ်လားအသက်ပဲကြက်ကြက်ဟောင်းပဲကြက်ကြက်ပါနော်40ကျော်မှဘဝစတာမဟုတ်ပါဘူးဒီပုံမြင်ရဆိုရင်40ဆိုရင်လူအသက်ကုန်သွားပြီ40ဆိုရင်ဘာကုန်သွားပြီ လူသက်ကိုဝါပါပြီ 40လူအသက်ကုန်တော့နောက်အသက်20ကဘာအသက်ရောက်မယ်နွားအသက်ရောက်ပြီ40ကျော်ရင်ယုံပြီတော့နွားလူယုံညာသာသမီတွေကလည်းများလားအတန်းတွေကလည်းကြီးလားကိုယ်ကလည်းပဲအသက်ကကြီးလာတော့ဟဲဒီချိန်ရအောင်ယုံဓမ္မရရင်ယုံဓမ္မဆိုတော့40နဲ့60အတွင်းဟာနွားအသက်ရောက်လို့နွားလိုယုံကန်ကြရတယ်ဟုတ်မဟုတ်ကိုယ့်အကိုပဲစဉ်းစားနော် မှန်ပါဗျာ 60ကျော်သွားပြီလို့ဆိုရင်ဒုဗိဒ္ဓရေဘာအသက်ရောက်လာပြီ ခွေးတိုက်ရောက်တာပါဗျာ ခ
ခွေးကဘာလို့อ่ะအိမ်ဆောက်ဟာ60ကျော်နေသားရသွားပြီလုံးမရှိတော့ဘူးဆိုတော့မေတို့ဒီမှာတို့ဥမာသွားကြရှိလို့လှုပ်ရှားလေးရှိလို့ဒါရီမြေလေးဆောင်းမအောင်ထိမ့်မအောင်အိမ်ဆောင်းမအောင်60ကျော်ရင်ဘယ်အသက်ရောက်တာခွေးအသက်ရောက်လာပါပြီဗျာကိုယ်သက်ကိုယ်လည်းကြည့်ပါငါဘယ်အသက်ရောက်နေလဲအဲ့ဒါဒုပိသရေ60ကျော်လို့80ရောက်ပြီ80အထက်ဆိုရင်ဒုပိသရေဇီးခွဲအသက်ရောက်ပြီ80ဆိုရင်ဘယ်အသက်ရောက်လဲဇီးခွဲအသက်ရောက်ပါပြီဗျာကိုကဘာမှမလုပ်နိုင်တော့သူတို့လှုပ်ပေးတယ်များသူတို့ပြောတယ်များကိုကမျက်လုံးလေးပြူပြီးတော့ကြည့်နေရတဲ့ဘဝဇီးခွဲအသက်ရောက်တာဘာအသက်ရောက်တာတော့ဇီးခွဲအသက်ရောက်လာပါဗျာဗုဒ္ဓဘာသာဒီပုံမြင်ကသိယုတ်တိရှိတယ်နော်မှန်ပါပါဗျာလူအသက်ဒီဘယ်လောက်လဲ40ပါဗျာ40နဲ့60အတွင်းဟာဘာအသက်လဲယုံပြီးတော့အဲ့ဒီချိန်ယုံကန်ကြ60ဆိုရင်နားတော့မှာဟုတ်60ကနေပြီးတော့ဒုပိသရေ80အတွင်းဟာဘာအသက်လဲခွေးအသက်ဆောင်းပြုံးတော့ဟုတ်လား80ကနေဟိုအထက်ကျတော့ဘာအသက်လဲဇီးကွက်အသက်ဒါကြောင့်တန်ဖိုးရှိတဲ့ဒုပိသရေဒီအသက်ကလေးရှင်းသန်းနေတဲ့အချိန်တို့လေးမှာမဖြုံးညာပါနဲ့အကျိုးရှိအောင်သုံးညာပါတိုက်တွန်းပါတယ်နော်ဆိုလိုက်အသက်ဆိုတာရှင်ဖို့ရာလောစွာခဲရင်သည်သက်ရှင်နေရာဒုဘဝမုတ်ချကံကောင်းသည်ဒုဝိသရေကံကောင်းခြင်းလက်ဆောင်ဘယ်နှခုရပြီလူဖြစ်နေတာရဲ့အသက်ရှင်နေသေးတာဒီကံကောင်းတယ်ဗျာဟောတယ်နောက်တတိယကံကောင်းခြင်းကဘာလဲလို့ဆိုတော့ကိစ္ဆံမစ္ဆန္ဒဇီဝိတံကိစ္ဆံတတ္တမတဝနသူတော်ကောင်းတရားမြတ်စွာဘုရားရဲ့တရားနာကြားရခြင်းဒီကိစ္စလုံးလုံးခက်ခဲလာပါပြီဤဝါရခဲလာပါပြီဤကိစ္စတတ္တမတဝနံနာခဲလာတဲ့ဒီတရားဓမ္မနာကြားခွင့်ရနေတဲ့ဆိုတာကိုကကံကောင်းခြင်းလက်ဆောင်တစ်ခုပါရဲ့လို့ဘဂဝါဘုံတော်6ပါးသခင်မယားရှင်ကိုရောမြတ်ကြီးသည်ဒီကရုဏာရှိထားမေတ္တာမိတ်ကြတော်မူခဲ့ပါပေသတည်းဒီနေ့ဒုပိသရေမိဘကျေးဇူးဆက်ဓမ္မသဘယ်ကြောင်းပြုတ်ပြီးတော့မြတ်စွာဘုရားရဲ့တရားတွေမနာရဘူးလားနားပါတယ်ဗျာဘယ်နှညနာရသုံးကြပါဗျာသုံးညတယ်ပဲနော်မှန်ပါပါတသက်တန်တန်လန်းလန်းဆန်းဆန်းလေးနဲ့ပြီးသွားမှာဒီသုံးညတောင်မှခွဲပြီးလာတဲ့လူကလာအောင်နဲ့ထင်တယ်နော်ဟုတ်လားပထမလေးကဒေါက်တာကိုဝီရဘုရားတို့ရဲ့ညီမောင်ပါပဲယဉ်နီးပါသာသနာ့ဘဝကလေးနောက်ဆရာတော်ကဒေါက်တာရှင်ပညာဒေါက်တာနှစ်ပါးကြားမှာထောက်ချတာညက်နေတယ်ဟုတ်လားသောတော်ကသိလိုက်ရင်ထောက်ချလို့တက်ပေးလိုက်ပါနော်ရှိကဘုန်းကြီးကလည်းချောချောနောက်ကဘုန်းကြီးကလည်းချောချောအလဲဘုန်းကြီးကြာမှာဟုတ်လားကိုချောတာပါဗျာဩကိုချောတာဒါကတော့တခါကြီးမြောက်ပြောနေတာနော်မေတ္တာရေးဆရာတော်ကရှိကကြည့်လဲမချောဘူးဘေးကကြည့်လဲမချောဘူးဘလို့မှချောလဲဆိုတော့တစိမ့်စိမ့်ကြည့်မှချောကျန်ပါပြီးတော့ပြောတာပေါ့လေနော်အဲ့တော့ဒုပိသရေဘာပဲပြောသုံးညတိုင်ရှင်ကျင်းပပြုလုပ်တဲ့တရားဝဲမှာတို့တွေနာကြားခွင့်ရတာဒီတာမန်ကံလို့မချင်နဲ့နော်မှန်ပါပါဗျာပါရမီဓက္ခံပါတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိတရားရသွားနိုင်အသိဉာဏ်ဘလောက်ကြီးကျယ်တဲ့ရှင်သာရိပုတ္တရာဘုရားပြီးလို့ရှိရင်ရှင်သာရိပုတ္တရာဒီအသိဉာဏ်ကြီးကျယ်ဆုံးအဲ့ဒီရှင်သာရိပုတ္တရာတော်မှာတရားမနာရရင်လုံးဝတရားလူမရနိုင်ရနိုင်ပါမလားမရနိုင်ပါဘူးဗျာဒါကြောင့်တရားနာခြင်းအပြင်တရားအသိဉာဏ်နဲ့တိုးပြီးတော့တရားဓုရနိုင်တယ်အရာထဲမှာပြောကြတာရှိတယ်တပည့်တော်တို့ဗျာအတိတရားမရှိတဲ့လူတွေနဲ့နေရတာသိစိတ်ပြတ်ဖို့ကောင်းတာပဲအတိတရားမရှိတဲ့ပုဂ္ဂိုလ်တွေနဲ့နေရတာတပည့်တော်တို့သိဒုက္ခရောက်တာပဲအတိတရား
ပြောပါလေတော့ တိတရားပါဗျာ အတိတရားကိုပြောင်းပြန်ပြန်ရင်တရားအတိဘာသိလဲ တရားတိပါဗျာ ဒါကြောင့်လောကဆိုရရှိတယ်မရှိတာချက် မတိတာခဲတပါလေဗျာ မသိတာခက်တယ်ဘုန်းကြီးတို့မြန်မာပြည်ဘာဖြစ်လို့ဒုက္ခရောက်နေတာလဲလို့ဆိုရင်မသိကြလို့ဒုက္ခရောက်နေကြတာ မှန်လားပါ မသိလို့ကိုဆင်းရဲနေကြမရှိလို့ဆင်းရဲတာကတော့ရိုးနေပြီနော် မှန်လားပါ ဒီပေါင်းများစွာရိုးနေပြီမိပြက်လဲအေးစစ်စစ်နေတတ်သွားလမ်းမကောင်းလဲအေးစစ်စစ်ရှောက်နေကြပဲဟုတ်တယ်မို့လားအရေးထူနေပါပြီမရှိလို့ဆင်းရဲတဲ့ဌာနတော့ဘာဆင်းရဲကြတာတော့ဆိုတော့တစ်တစ်ဆိုတာကအသိဆင်းရဲကြတာ မှန်လား ဘာဆင်းရဲကြတာ တိရှင်းရတာပါဗျာ ဘာဖြစ်လို့အသိဆင်းရဲတာလဲလို့ဆိုရင်တရားလည်းမနာကြလို့တရားစားပြီလည်းမဖတ်ကြလို့တန်ပေါင်း60နေတဲ့မြန်မာနိုင်ငံမှာစာအုပ်ကောင်းတွေထိုးလိုက်ပြီးသွားကြည့်အုပ်ရည်3000 5000ဟာအကျိန်ထိုးရတယ်ဆိုတဲ့အဲ့ဒီစာအုပ်ဟာတသိမပြည့်ဘလောက်စာဖတ်နေကြတယ်လဲလို့ဆိုတာစာဖတ်နဲ့အသိနဲ့တော့ဘာဖြစ်လာလဲတုံးလာကြတယ်အလာကြအဲ့တော့စကားတစ်ခုပေါ်နေတယ်ဘာမှမသိရဲ့ညာမှမသိဘူးနိုင်ငံရေးသိလားဆိုတော့ မတိပါဘူး သိလည်းမသိဘူးသိလည်းမသိချင် မှန်လား အဲ့လိုမသိချင်အောင်လည်းလုပ်ထားတာအဲ့တော့ဘာဖြစ်လဲလို့ဆိုတော့ဟာနိုင်ငံရေးတဲ့ဆိုတော့ဟိုးဘယ်သူတက်တဲ့ကိုလုံးမကိုစားဘယ်သူတက်တဲ့ကိုလုံးမကိုစားမှာကြည့်လို့ရက်တဲ့ဆိုးဝါးတာတွေတက်လာရင်တော့သေဖို့ပဲရှိတော့တယ်နော်ဒါကြောင့်အသေးချာကမဲတဲ့ပြားကိုဒုဗိဒ္ဓရဲ့အလွဲသုံးစားမလုပ်ကြနဲ့တို့ရက်ွက်မီလေးယုံလောက်လမ်းလေးကောင်းယုံလောက်မကြည့်ကြတို့ရက်ွက်တို့မြို့နယ်တို့နိုင်ငံကိုဦးဆောင်မဲ့ပုဂ္ဂိုလ်သည်ဘလောက်တော်တယ်လဲဘလောက်ကောင်းတယ်လဲတော်ရုံနဲ့လည်းမပြီးသေးဘူးကောင်းမှတော်တဲ့လူတွေကလိန်ကကြည့်ကြတာကပိုးဆိုးတယ်ဘလောက်တော်တယ်လဲဘလောက်ကောင်းတယ်လဲတို့ရက်ွက်တို့မြို့နယ်တို့နိုင်ငံကိုဦးဆောင်နိုင်တဲ့ခေါင်းဆောင်ဟုတ်ရဲ့လားကိုကြမှာကိုပဲရွေးချယ်ရမှာဒါကြောင့်ဒုဗိဒ္ဓရဲ့2015အလွဲသုံးစားမလုပ်ကြနဲ့နော်တနိုင်ငံရေးလည်းလေးလံထားမယ်လူမျိုးရေးလည်းလေးလာဖို့မကောင်းဘူးလား ကောင်းပါရဲ့ဗျာ မြန်မာပြည်မှာမြန်မာမျိုးနဲ့တိုင်းသားမျိုးနဲ့လူမျိုးစုပေါင်းဘယ်လောက်ရှိတယ်ကြားဘူးလဲ135ပြောပါတယ်တော့ 135ပါဗျာ တကွဲရပြီလို့လုပ်နေတယ်ဟုတ်လား135ရှိပါတယ်လူမျိုးကြီးစုကတော့ဒုဗိဒ္ဓရေ6မျိုးပဲထားပါတော့ရခိုင်ရဲ့ချင်းရဲ့ကချင်ရဲ့ရှမ်းရဲ့ကရင်ရဲ့ကယားရဲ့မွန်ရဲ့ဒဝဲရဲ့မြန်မာရဲ့အဲ့ဒီလူမျိုးကြီးတွေကနေပြီးတော့မျိုးနွယ်စုလေးတွေပွားလိုက်တာ135 ပါပါဗျာ အဲ့ဒီ130မျိုးနွယ်စုထဲမှာဒုဗိဒ္ဓရေတရုတ်ပါကလား မပါပါဘူးဗျာ ကလာကောပါကလား မပါပါဘူးဗျာ မပါပါဘူးအရင်ကလည်းမပါခုလည်းမပါနောင်လည်းပါစရာအကြောင်းမရှိပါဘူးအဲ့ဒါရိုဟင်ဂျာကိုတိုင်းရင်းသားအဖြစ်အတည်ပြုပေးဖို့အကုလသမဂ္ဂဘာရောဟိုကဒီကဝိုင်းပြောနေတာဒါကြောင့်ဒုဗိဒ္ဓရေခအေးအေးခပေါ်ပေါ်နေလို့ရပါမလား မရပါဘူးဗျာ ဒါကြောင့်ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်အရေးကိုဒုဗိဒ္ဓရေလိလာကြလိုက်စားကြစာပေတွေဖတ်ကြတရားတွေနာကြတရားစာပေတွေဖတ်ကြဘာမှမသိလို့အနေနဲ့နေတုံးနေရင်ဒုဗိဒ္ဓရေအဲ့ဒါအလိခံနေရအောင်ပါပဲနော်ဘာသာရေးကိုသိလာလို့ဆိုတော့ကိုယ်ကွယ်တဲ့ဘုရားအကြောင်းကောင်းကောင်းမသိဘုရားကုံတော်ဘယ်နှပါလဲ ဟိုပါပါဗျာ တရားကုံတော် ဟောပါပါ သံဃာကုံတော် ဟိုပါပါဗျာ အဲ့ဒီသုံးမျိုးကို969လို့ဆိုပြီးတော့ဒီနေ့ဆရာတော်သံဃာတော်တွေကဗုဒ္ဓဘာသာရဲ့အထွတ်မြတ်ကဏ္ဍလို့ဆိုပြီးတော့အဲ့ဒါသတ်မှတ်ပြီးတော့969တစ်စိတ်ခဏိဖို့ကြိုးစားနေအဲ့တော့969ဒီအခုမှပေါ်တာမဟုတ်ဘူးအရင်သာသနာစကလေးကပေါ်ခဲ့ပြီးသားဒါလည်းမကသေးဘူးဒုဗိဒ္ဓရေအရင်တော့ကပေါ်တာဘာဖြစ်လို့မဟောလဲဆိုတော့ဟောစရာမလိုသေးလို့အရင်တော့ကဗုဒ္ဓဘာသာရဲ့နှလုံးသားထဲမှာဘုရားတရားသံဃာစွဲကြတယ်မြဲကြ
ယရဏမြတ်သုံးပါးရဲ့ကျေးဇူးကိုသိပြီးတော့အလေးထားကြတယ်လေးစားကြတယ်ဒီနေ့မှတ်ပုံနဲ့ကြည့်လိုက်တော့မြန်မာဗုဒ္ဓဘာသာမှတ်ပုံနဲ့ကြည့်တော့ဗါတဲ့တော့မြန်မာဗုဒ္ဓဘာသာပါဗျာတဏိရာကုံသွားတဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိရောင်မရွတ်တဲ့လူတွေအများကြီးဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတဲ့တရဏဂုံလေးတောင်မှမရွတ်ခြင်းမဆောက်ကြည့်ခြင်းတဲ့ပုဂ္ဂိုလ်တွေများလာပြီးပြောတော့ဗုဒ္ဓဘာသာဘုရားကုံတော်ကိုးပါးသိလားအိုက်တုံးတော်တရားကုံတော်ကိုသိလားမသိဘူးသံဃာကုံတော်ဘာမှမသိတော့ဒါကြောင့်ဘာသာရေးနဲ့ဝေးပြီးတော့ဘာသာရေးမြက်ကမ်းပုဂ္ဂိုလ်တွေများလာလို့ဒီပုဂ္ဂိုလ်တွေရဲ့နှလုံးသားထဲမှာ969တစိတ်မြန်မြန်ခတ်နေမှဖြစ်မယ်အဲ့လိုမှမဟုတ်ရင်သာသနာပျောက်သွားနိုင်တယ်။ဘာပျောက်သွားနိုင်လဲ။သာသနာပျောက်သွားနိုင်ပါတယ်ဗျာ။သာသနာပျောက်ရင်ဒုဗိဒ္ဓရဲ့လူမျိုးလည်းပျောက်နိုင်တယ်။သာသနာပျောက်ရင်လူမျိုးလည်းပျောက်ပါပါဗျာ။လူမျိုးပျောက်ရင်နိုင်ငံလည်းပျောက်ပါပါဗျာ။ဗုဒ္ဓဘာသာကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ဒီလူမျိုးနဲ့ဒီနိုင်ငံဟာဒီဘာသာကွယ်ပြောက်သွားရင်လူမျိုးပါနိုင်ငံမှာကွယ်ပြောက်သွားမှာပါ။ဒါကြောင့်လူမျိုးမကွယ်ပြောက်ဖို့နိုင်ငံမကွယ်ပြောက်ဖို့ဗုဒ္ဓဘာသာ969တစိတ်ခဏိပါလို့သံဃာတော်တွေတိုက်တွန်းနေတာတခြားမဟုတ်ဘူး။ဒါကိုတချို့က969ဟာအဖြစ်ဝါဒမလုံးတဲ့ဘာညာပြောနေတာရှိပါဘုန်းကြီးမှားခြင်းပါတယ်969ဟာအဖြစ်ဝါဒမဟုတ်ပါဘူး969ဟာအဖြစ်ဝါဒဟုတ်ရဲ့လားမဟုတ်ပါဘူးဗျာတချို့ဒုဗေဒရဲ့အမျိုးဘာသာသာသနာစိတ်တွေလွန်ကဲနေလို့ပြောတာတွေကစကားတွေပူရာရှင်တာရှိခြင်းရှိမယ်ဒါလည်းသိစေခြင်းလို့သူတို့ပြောနေကြတာပါဒါတွေကလည်းရေရှည်ပြောနေကြတယ်မလိုပါဘူးသို့တော့ဘုရားဘာသာရဲ့နှလုံးသားထဲမှာ969တစိတ်ကတော့ခတ်နေဖို့လိုအပ်နေပြီအဲ့လိုမှမဟုတ်ရင်ဘုရားဘာသာရဲ့နှလုံးသားထဲမှာဘုရားတရားတန်ခါမရှိနိုင်တော့ဗုဒ္ဓဘာသာအမိခံတတ်တဲ့မြတ်သာဖြစ်ပြီးတော့နှလုံးသားထဲမှာဘုရားမရှိတရားမရှိသံဃာမရှိဘုရားတရားသံဃာအလေးမထားဘုရားကိုအယုတ်လောက်ပဲသဘောထားတရားဆိုတာခင်မမိပါဘူးကွာဆိုပြီးတော့ဘေးဖယ်ထားသံဃာလို့ဆိုတာတိုင်းပြည်အတွက်တော့လူဘို့လို့ဒီလိုမြင်လာတဲ့ပုဂ္ဂိုလ်တွေကများလာပြီနော်ပြောတော့ဗုဒ္ဓဘာသာအဲ့ဒီပုဂ္ဂိုလ်ရဲ့နှလုံးသားထဲမှာဘုရားတရားတန်ခါမှမရှိရင်သာသနာရှိနိုင်ပါမလားမရှိနိုင်ပါဘူးဗျာဒီပုဂ္ဂိုလ်ရဲ့နှလုံးသားမှာသာသနာကွယ်သွားပြီအဲ့လိုသာသနာကွယ်တိုးစီကွယ်သွားရင်တော့မဖြစ်ချေဘူးလို့ဆိုပြီးတော့ဒီကနေ့969ပေါ်လာတာဘာပေါ်လာတာလဲ969ပေါ်လာတာဒါကြောင့်မေတ္တာကြီးကတိုက်တွန်းပါတယ်969ကိုချစ်ကြပါအိမ်ဒီမှာကတ်တာကောင်းပါလားဆိုင်ဒီကားတွေကတ်တာကောင်းတို့တော့အဲ့ဒီဇာယကဟောင်းနှံသွားရဲ့စုပ်ပြတ်သွားမှာပဲပျောက်သွားမှာသိကြတာကတော့ဘယ်မှာခတ်နေရနှလုံးသားမှာခတ်နေရမှာပါဗျာမိမိရဲ့နှလုံးသားထဲမှာဘုရားဂုဏ်တရားဂုဏ်သံဃာဂုဏ်ဘုရားတရားသံဃာယရဏမြတ်သုံးပါဆွဲနေအောင်ခတ်နေထားပြီလို့ဆိုရင်ကိုယ်စီးကိုလုံအောင်ကာလိုက်တာဘယ်သူမှလာမနှောက်ရှက်နိုင်တော့မှန်ပါပါဘယ်သူဆွဲမပါတော့ကိုစီကိုမလုံကြတဲ့အခါကျတော့ဒုဗေဒရေအိမ်တရေစီယိုးမလုံဖို့ဆိုရင်ခွေးလည်းမဝင်နိုင်ဘူးလားဝင်နိုင်ပါတယ်ဗျာဝက်ရောဝင်နိုင်ပါတယ်ဗျာနွားရောဝင်နိုင်ပါတယ်ဗျာကျွဲရောဝင်နိုင်ပါတယ်ဗျာတခိုးရောဝင်နိုင်ပါတယ်ဗျာဓမြရောဝင်နိုင်ပါတယ်ဗျာဘာမလုံလို့တတိယမလုံလို့ပါဗျာအဲ့လိုမလုံဘူးဝင်နိုင်မယ်ဆိုရင်အိမ်ထဲမှာနေတဲ့လူဟာငြိမ့်ငြိမ့်ချမ်းချမ်းစိတ်အေးလက်အေးနေနိုင်ပါမလားနေနိုင်ပါဘူးဗျာအဲ့တော့ဒုဗေဒရေအိမ်ထဲမှာငြိမ့်ငြိမ့်ချမ်းချမ်းစိတ်အေးလက်အေးနေနိုင်ဖို့ဘာလုံအောင်ကာရမယ်တတိယလုံအောင်ကာရမှာပါဗျာအမလေးလူငယ်တွေတင်းကြော်နေကြတာငါတို့အယုစီယိုထိုး၍ကာတဲ့လင်ကာရမီးဟုတ်လားအယုထိုးစရာမလိုသေးပါဘူးအသားလည်းထိုးစရာမလိုသေးပါဘူးဒုက္ကဲစရာလည်းမလိုပါဘူးဓာတ်ကဲစရာလည်းမလိုပါဘူးကိုစီနှလုံးသားထဲမှာ969ထိုးရင်စီယိုလုံပါပြီဒါကြောင့်969ဆိုတာအဖြစ်ဝါဒဟုတ်ရဲ့လားမဟုတ်ပါဘူးဗျာကိုစီကိုလောကာရာဒါကြောင့်သံဃာတော်တွေကလူကြီးတွေတော့ထားလိုက်တော့ကွာနောင်မျိုးဆက်တစ်တည်းရဲ့နှလုံးသားထဲမှာ969တစိတ်ခတ်နေနိုင်အောင်ဓမ္မစကုကျောင်းတွေဖွင့်ကြလို့
တန်ဃာတော်တွေအကောင့်ထဲပေါ်နေကြနော် မှန်လားပါဗျာ ဒါကိုဒုဗေဒရေဘာသာကြားလူမျိုးကြားတွေအပုတ်ချတာဘုန်းကြီးတို့သိကြယူမဆိုင်ပါဘူးကိုဗုဒ္ဓဘာသာဝင်တွေကိုကနားမလည်ဘူးလို့ဆိုရဲအဲ့ဒါတချို့ကရန်တန်ပြီးတော့ကိုချောက်ကိုပုတ်ခတ်နေရတယ်ပြောဆိုနေကြကိုဆိုတာဘုရားဂုဏ်တော်6ဆိုတာတရားဂုဏ်တော်နောက်9တလုံးကသံဃာဂုဏ်တော်အဲ့တော့သာသနာတော်ရဲ့အထွတ်မြတ်ကဏ္ဍကိုမစော်ကားကြပါနဲ့မပြစ်မှားကြပါနဲ့ကိုကိုချစ်ကြပါလို့ဘုန်းကြီးတိုက်တွန်းပါတယ်နော် မှန်လားပါဗျာ ကိုကိုချစ်တယ်ဆိုရင်ဘုရားကိုလည်းချစ်ရာရောက်ပါသည်တရားကိုလည်းချစ်ရာရောက်ပါသည်သံဃာကိုလည်းချစ်ရာရောက်ပါသည်သာသနာကိုလည်းချစ်ရာရောက်ပါသည်လူမျိုးနဲ့နိုင်ငံကိုလည်းချစ်ရာရောက်ပါသည်လို့ဟုတ်လား မှန်လားပါ ဒါလေးပြောချင်ပါတယ်လက်ဆိုလိုက်မြတ်ဘုရားကို မြတ်တရားကို ချစ်တယ်ဆို ချစ်တယ်ဆို ကိုချစ်ကြပါ ကိုကြောင့်ကိုချစ်ကြပါ မြတ်တရားကို မြတ်တရားကို ချစ်တယ်ဆို ချစ်တယ်ဆို ကိုချစ်ကြပါ ကိုကြောင့်ကိုချစ်ကြပါ တန်ဃာတော်ကို သံဃာတော်ကို ချစ်တယ်ဆိုကိုချစ်ကြပါ ကိုကြောင့်ကိုချစ်ကြပါ သာသနာကို သာသနာကို ချစ်တယ်ဆိုကိုချစ်ကြပါ ကိုကြောင့်ကိုချစ်ကြပါ ကိုလူမျိုးကို ကိုလူမျိုးကို ချစ်တယ်ဆိုကိုချစ်ကြပါ ကိုကြောင့်ကိုချစ်ကြပါ ကိုနိုင်ငံကို ကိုနိုင်ငံကို ချစ်တယ်ဆိုကိုချစ်ကြပါ ကိုကြောင့်ကိုချစ်ကြပါ ဘာကိုချစ်ရ ကိုကြောင့်ကိုချစ်ရပါပါဗျာ တည်တည်ချာချာချစ်ရလား ဒီတရားရချစ်ပါရဗျာ အေးတည်တည်ချာချာချစ်ဖို့လိုတယ်ကိုနှလုံးသားထဲမှာကိုနှလုံးသားမှာရောကိုသားသမီးကိုမိသားစုတွေရဲ့နှလုံးသားထဲမှာဆွဲဆဲနေအောင်ချိတ်ထားရင်စီးလုံးပါပြီဘယ်မိစ္ဆာကမှလာမဖြစ်စည်းနိုင်ပါဘူးကိုတစိတ်မမြဲရင်တော့အဲ့ဒါပါသွားမှာပဲအရေးကြီးလို့ဘုန်းကြီးတို့ဟောပါတယ်နော် မှန်လားပါဗျာ ဒါကြောင့်အတိတရားအရေးမကြီးဘူးလား အရေးကြီးပါရဗျာ ဘုရားတရားသံဃာယရဏမြတ်သုံးပါးနဲ့ပတ်သက်ပြီးတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့မအားကြရအောင်မနှကြရအောင်ဘာသာကြားလူမျိုးကြားရဲ့ဆွဲဆောင်မှုတော့လွယ်ကူမပါအောင်လိလထားကြဖို့မကောင်းဘူးလား ကောင်းပါရဗျာ အတိတရားဆိုတာမွေးကလေးကပါလာတာမဟုတ်ပါဘူး မှန်လားပါ ခုလိုတရားဝဲတွေတွားပြီးတော့တရားနာမှတရားစာပေဖတ်မှတရားအတိဆိုတာရတရားအတိရမှအတိတရားဆိုတာရှိတယ်အတိတရားရှိမှဒုဗ္ဗေတရဲ့အမှားကင်းတဲ့အမှားကင်းတော့လည်းငင်းချမ်းသာမယ်ဆိုလိုက်တရားနာမှ တရားနာမ တရားအတိရှိမည် တရားအသိရှိပြီ တရားအတိရှိမှ တရားအသိရှိပါ အတိတရားရှိမည် တရားရှိပြီ အတိတရားရှိမှ တရားရှိပါ အမှားကင်းမည် မာကိ အမှားကင်း မာကိ လည်းငင်းချမ်းသာမည် သံဃာမီ တရားနာမှတရားအတိရှိမယ်တရားအတိရှိမှအတိတရားရှိမယ်အတိတရားနဲ့နေထိုင်ကျင့်သုံးသွားမှသာလေအမှားကင်းတယ်အမှားကင်းအပြည့်ကင်းတဲ့ဘဝအနေလဲချမ်းသာတဲ့အတိလဲချမ်းသာတယ်အနေလဲကောင်းအတိလဲကောင်းအနေလဲမြတ်အတိလဲမြတ်မယ်ဒါကြောင့်ဒီလိုအတိတရားမျိုးတွေရဖို့တရားနာရတာကံမကောင်းဘူးလား ကံကောင်းပါရဲ့ဗျာ ဒါကြောင့်တတ္တိယကံကောင်းခြင်းလက်ဆောင်ကမြတ်စွာဘုရားရဲ့တရားဓမ္မနာကြားခွင့်ရနေတာတာမန်လို့မမှတ်ပါနဲ့အထူးကံကောင်းနေတာ မှန်လားပါဗျာ ဒါလေးသဘောပေါက်စေခြင်းနဲ့နော် မှန်လားပါ ဆိုလိုက်တရားဆိုတာ တရားဆိုတာ နာဖို့ရန် နာဖို့ရ လောစွာခဲရင်သည် လောကခဲရင် တရားနာယ တရားနာယ ဒုဘဝ ဘုဘဝ မုတ်ချကံကောင်းသည် ဘုရားကံကောင်းသည် ကံကောင်းခြင်းလက်ဆောင်ဘယ်နှမျိုးရ သုံးမျိုးရပါပါဗျာ တစ်မျိုးပဲကြံတော့တယ်နော် မှန်လားပါ ကိုယ်နိုင်လေခွဲသွားတယ်တော်ကြမလား မတော်သေးပါဘူးဗျာ တရားလေးအစစ်တောင်းမယ်နော် မှန်လားပါ 10မိနစ်လောက်ပဲဘုန်းကြီးမှတရားအစစ်မတောင်းထင်တယ်ဟဲ့ဘုန်းကြီးအစစ်တောင်းပါလေ10မိနစ်လောက်ဘယ်လိုလဲပေးမလား ပြေးပါရဲ့ဗျာ
အဲ့တော့ကံကောင်းခြင်းလက်ဆောင်၄မျိုးမှာနောက်ဆုံးကံကောင်းခြင်းလက်ဆောင်ကကိစ္ဆောဗုဒ္ဓနာမုပ္ပါရောဗုဒ္ဓနာဘုရားရှင်ကိုရောမြတ်ကြီးတို့ဤဥပ္ပါရောပွင့်ထုံးပေါ်ပေါက်တော်မူခြင်းသည်ဝါဘယပွင့်ရာသာသနာခေတ်နဲ့ကြုံခြင်းသည်ကိစ္ဆောအလွန်အလွန်ခက်ခဲလာပါပြီဝါရခဲလာပါပြီကိစ္ဆောဗုဒ္ဓနာမုပ္ပါရောဘုရားတဆူပွင့်ဖို့ဆိုတာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာခေတ်နဲ့တွေ့ကြုံဖို့ဆိုတာကံကောင်းခြင်းလက်ဆောင်တစ်ခုရဲ့လို့ဘဂဝါဘုံတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်တေတေတိကရုဏာရှိထမေတ္တာအဖြင့်ဟောကြားတော်မူခဲ့ပါပေသတည်းကပိသရဲ့ဘုရားတဆူပွင့်မှုလွယ်ပါမလားမလွယ်ပါဘူးဗျာအနည်းဆုံးဘယ်လောက်ကြာတဲ့လေးသိန်းချေနဲ့ကဘာတသိန်းပါလေးသိန်းချေနဲ့ကဘာတသိန်းကြာတဲ့ဒါပညာဓိကဘုရားမှန်ပါပါတက္ကဓိကဘုရားဆိုရင်8သိန်းချေနဲ့ကဘာတသိန်းကြာတယ်ဝရိယဓိကဘုရားဆိုရင်16သိန်းချေနဲ့ကဘာတသိန်းကြာတယ်အနည်းဆုံး4သိန်းချေနဲ့ကဘာတသိန်းကြာမှဘုရားတဆူပွင့်ဒီတော့ဘုရားတဆူပွင့်ဖို့ခက်ခဲသလိုသာသနာခေတ်နဲ့ကြုံရင်ကြုံဖို့ဆိုတာလေလွယ်ပါမလားမလွယ်ပါဘူးဗျာဒီနေ့သာသနာခေတ်နဲ့ကြုံနေလို့ဆိုတာဒုပိဋကရဲ့အလင်းရောင်ရနေတာပါရနေတာအလင်းရောင်ရနေတာပါဗျာသာသနာကွယ်သွားရဲ့အမှောင်ကျသွားပြီမှန်ပါပါဗျာသာသနာကွယ်သွားရဲ့အမှောင်ကျသွားပါပြီဗျာဒီနေ့သာသနာထွန်းကားတဲ့ခေတ်မှာလူဖြစ်ရတာဒီအမှောင်ထဲမှာလားအလင်းထဲမှာလားအလင်းထဲမှာပါဗျာအမောင်နဲ့နေရတာကောင်းလားအလင်းနဲ့နေရတာကောင်းလားအလင်းနဲ့နေတာကောင်းပါရဲ့ဗျာတပည့်တော်တို့ကတော့အမောင်ကျင်သားရပါပြီဗျာလို့မလုပ်ဘူးနော်မှန်ပါပါဗျာသာသနာဒုပိဋကကြီးကွယ်ကြည့်လိုက်ဘုရားလည်းပဲတဆူမှမရှိတော့ရုပ်ပွားတော်ရောစေတီတော်ရောကိုမြေကြီးအောင်ရောက်သွားတယ်တန်ဃာတော်တွေလည်းတပါးမှမရှိတော့ဘူးတရားဆိုတာလည်းတဗုဒ္ဓဂါထာတစ်လုံးမှမကြံတော့ဘူးသာသနာကွယ်သွားပြီဘာကွယ်သွားသာသနာကွယ်သွားတာဗျအဲ့ဒီသာသနာကွယ်တဲ့ခေတ်မှာကဲဘာတရဏံကိစ္ဆာမိလုပ်မလဲဒါလေးလည်းစဉ်းစားဒီနေ့သာသနာတော်နဲ့ကြုံလို့မို့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအာရပါယတိတိကျကျဆူခွင့်ရနေကြတာကိုယ်ကွယ်ခွင့်ရနေကြတာတာမန်ကံလို့မထင်နဲ့နော်မှန်ပါပါဗျာသာသနာကွယ်တဲ့ခေတ်မှာလူလာဖြစ်ပြီလို့ဆိုရင်ဒုပိဋကရဲ့အဲ့ဒီပုဂ္ဂိုလ်တွေအမှောင်ကျသွားဘာတရဏံကိစ္ဆာမိလို့အမှန်ကိုမသိတော့ဖယားမပွင့်ခင်လူတွေဘာကိုးကွယ်လဲလို့ဆိုတော့ဘောဝေတရဏံယန္တိပပ္ပတ္တိဝနာနိသအာရမရုခစေတယနိမနုဿဘယတစ္ဆိတာဖယားမပွင့်ခင်လူတွေဘာကိုးကွယ်ကြလဲသစ်ပင်ကြီးတွေရှိခိုးကြတယ်ဘာတွေရှိခိုးကြသစ်ပင်ကြီးတွေရှိခိုးကြတာပါဗျာတောတောင်ကြီးတွေရှိခိုးကြတယ်ပင်လယ်သမုဒ္ဒရာတွေရှိခိုးကြတယ်မြေချောင်းတွေကိုးကွယ်ကြတယ်ကောင်းကင်ကြီးတွေကိုးကွယ်နေကြတယ်ကိုထင်ရကိုမြင်ရကိုတန်ရရန်တန်ပြီးတော့တယောက်ကစားကိုးကွယ်ကြတာတယောက်ကစားတရားပေါ့ဒါကြောင့်ဒုပိဋကရေဘုရားလည်းပွင့်လာရောအဲ့ဒါတွေကအမှန်ကိုးကွယ်မှုအမှန်တရားတွေမဟုတ်ဘူးစစ်မှန်တဲ့ကိုးကွယ်မှုတွေမဟုတ်ဘူးဘုရားကဂုဏ်ပယ်ချဒီနေ့သာသနာခေတ်နဲ့ကြုံလို့ဒုပိဋကရေဘုရားစစ်ဘုရားမှန်ကိုးကွယ်ခွင့်ရနေတာတရားစစ်တရားမှန်ကိုးကွယ်ခွင့်ရနေတာသံဃာစစ်သံဃာမှန်ကိုးကွယ်ခွင့်ရနေတာတာမန်ကံလို့မမှတ်ပါနဲ့ဒုပိဋကရေဒီနေ့သာသနာခေတ်နဲ့ကြုံတာကံမကောင်းဘူးလားကံကောင်းပါရဲ့ဗျာကံကောင်းမှသိပြီလားသိပါရဲ့ဗျာဒါကြောင့်ကံကောင်းလို့တွေ့ကြုံလာတဲ့ဒီသာသနာအမေပြုပြီးတော့ရတဲ့ရထိုက်တဲ့ကုသိုလ်အလုပ်တွေမလုပ်ရဘူးလားလုပ်ရပါရဲ့ဗျာလူယုံလေးနဲ့ခြေနှံ့မနေကြပါနဲ့လူယုံလေးနဲ့ခြေနှံ့နေလို့ရပါမလားမရပါဘူးဗျာတဆင့်တက်လိုက်တော့တရဏဂုံသီလခိုင်ကြပါစေမြဲကြပါစေဘုရားဘာသာတွေဌာနပဲအာတန်ညသီလကတော့ပြတ်လာပါပြီဗုဒ္ဓဘာသာထေရဝါဒနိုင်ငံလို့ကြွေးကြော်နေတဲ့နိုင်ငံမှာဒုစရိုက်တွေဟာဘလဝါဖြစ်လာတယ်ကြောက်စရာမကောင်းဘူးလားကြောက်စရာကောင်းပါလေဗျာ
ဒါကြောင့်ဒီနိုင်ငံကြီးဒုစရိုက်တွေဘာဖြစ်လို့ပေါ်နေတယ်ဘာဖြစ်လို့ဆင်းရဲမွဲတီလာကြတယ်လဲအကြောင်းရင်းရှာတော့ဝါကိုဖြစ်တော့ဝယ်မြက်လူကိုဖြစ်တော့ရက်ပါဗျာတရားကအဲ့ဒါပဲဘာသာတရားကြောင့်နှုတ်ညံ့သိမ်မွေးကြတဲ့ဗုဒ္ဓဘာသာရဲ့နှလုံးသားအရဲ့ကြောင့်မာကျောလာကြကြမ်းတမ်းလာကြပြီဒါကြောင့်ဒုဗေဒရေအဲ့ဒီအရက်ကတော့နော်နိုင်ငံတော်ဆိုအပ်နေပါဝင်ပြီးတော့ပူပေါင်းတိုက်ချက်မှပဲရတော့အရက်ကိုရေလိုလောက်နေတဲ့ခေတ်ဘာသာရေးမှလည်းပဲဒုဗေဒရေအရက်တွေကပါလာပြီအရက်ပါလာမှတော့ကောင်းနိုင်ပါဦးမလားမကောင်းနိုင်တော့ပါဘူးဗျာဒါကြောင့်ဒုဗေဒရေအဲ့ဒါတနိုင်ငံလုံးအနေအချင်းဆန္ဒပြဖို့တော့ကောင်းဒုနိုင်ငံဒုစရိုက်တွေများလာတာဒုနိုင်ငံလူတွေပြည့်စည်လာတာဟာတရားကအရက်ပဲအဲ့ဒီအရက်နဲ့မျိုးဆို့ထားရင်ဒုဗိဒ္ဓရေမလုံရဲတာများရှိရလားရှိပါဘူးဗျာဒီကြောက်စရာကောင်းအဲ့ဒီအရက်တစ်ခုကိုပဲတိုက်ဆက်နိုင်ရင်ကိုတော်တော်လေးကောင်းပါပြီနော်ဒါကြောင့်လုံတော်တရားနာပိဋကပေါင်းတော်ကောင်းများလှူယုံနဲ့မကျေနပ်ပါနဲ့တဆင့်တက်ပြီးတော့ကိုယ်တိုင်တရဏဂုံသီလခိုင်အောင်မြဲအောင်ကျင့်ဖို့မကောင်းဘူးလားကောင်းပါရဲ့ဗျာကဲတဲ့တဆင်တက်လိုက်တော့ဘုရားရှိခိုးပတိစေမေတ္တာဘောသမထကုသိုလ်တွေစိတ်တည်ငြိမ်မှုရအောင်စိတ်ငြိမ်အေးမှုရအောင်ဘုရားမမရှိခိုးလို့ပတိစိတ်လို့မေတ္တာပို့လို့ဒီကုသိုလ်အလုပ်တွေလည်းမလုပ်သင့်ဘူးလားလုပ်သင့်ပါရဲ့ဗျာကျုပ်တို့ဗမာတွေကပိုက်ဆံကုန်မှပဲကုသိုလ်ရတဲ့ထင်းနေတာနော်မှန်ပါပါတရဏဂုံသီလပိုက်ဆံကုန်ရလို့သလားမလိုပါဘူးဗျာဘုရားရှိခိုးပတိစေမေတ္တာဘောပိုက်ဆံကုန်သလားမကုန်ပါဘူးဗျာပိုက်ဆံမကုန်တော့ကုသိုလ်မရဘူးထင်နေတာဟုတ်လားမှန်ပါနောက်တကဒုဗေဒရဲ့အကောင်းဆုံးလို့ဆိုတဲ့ကုသိုလ်ကတော့ဝိပဿနာကုသိုလ်ဘာကုသိုလ်ဝိပဿနာကုသိုလ်ပါဗျာတရားထိုင်မှာဆိုလို့ရှိရင်ဟိုအကြောင်းပြဒီအကြောင်းပြမလီ15မိနစ်နဲ့တော့ဘာမှဖြစ်ပါဘူးဆိုပြီးတော့ထိုင်နေကြ15မိနစ်တောင်မှဖြစ်တဲ့လူတွေကလည်းအများကြီးပဲနော်မှန်ပါပါအဲ့တော့ဒုဗေဒရဲ့ကုသိုလ်၄မျိုးမှာအကောင်းဆုံးကုသိုလ်သည်ဝိပဿနာကုသိုလ်ဘာကုသိုလ်လဲဝိပဿနာကုသိုလ်ပါဘယ်ကုသိုလ်မှလိုက်မမီဘူးလောကီချမ်းသာဆိုတာလာမပြောနဲ့လောကုတ္တရာချမ်းသာနိဗ္ဗာန်ချမ်းသာတော့ပေးနိုင်တဲ့ကုသိုလ်ဟာဝိပဿနာကုသိုလ်ပါပိုက်ဆံမကုန်တော့ခင်ဗျားတို့ကဟာလားခပ်ပေါ်ပေါ်လေးတွေးနေကြဒါကြောင့်ဘုန်းကြီးကတရားဟောပြီလို့ဆိုရင်ဇီးပွားရေးမှာနေအတွက်ကြိုက်အောင်လုပ်တယ်တော့ကုသိုလ်ရေးမှာလည်းနေအတွက်ကြိုက်အောင်လုပ်ကြပါလို့ဘုန်းကြီးတို့တရားတူတူဟောရတာလေးထက်တဲ့ဟောပါဒါနကုသိုလ်သည်900ခန်းနဲ့တူတယ်ဒါနကုသိုလ်ကဘယ်နေရာတန်း900ခန်းနဲ့တူပါရဲ့သီလကုသိုလ်က1000တန်းသီလက1000တန်းပါဗျာသမထကုသိုလ်က9000တန်းသမထက9000တန်းပါဗျာဝိပဿနာကုသိုလ်က1000တန်းအဲ့ဒီပိုက်ဆံလေးခုချထားရင်ခင်ဗျားတို့တရွက်ပဲယူရမယ်ဆိုဘယ်ဟာယူမှာ1000တန်းပဲယူပါပေါ့ဗျာသိတယ်အဲ့တော့ကုသိုလ်၄မျိုးထဲမှာ1000တန်ကုသိုလ်ယူပါဆိုရဲ့အကြောင်းကပြတော့နော်အာသေးဘူးဗျာဒါလေးကဘလို့သမီးလေးကမလုံးနဲ့နော်ဒါကြောင့်ဒါနကုသိုလ်မှန်တယ်စွမ်းအားရှိတယ်သို့တော်သီလလုံးဝလိုက်မမီဘူးဒါနကုသိုလ်ဒီသီလကိုမီရလားမမီပါဘူးဗျာမမီဘူးဒါကြောင့်ဒါနသည်ဘလောက်ပဲလူ900တန်စစ်တယ်သီလကိုလိုက်မမီဘူးသီလက1000တန်1000တန်နဲ့900တန်တန်ဖိုးချင်းတူရဲ့လားမတူပါဘူးဗျာဒါကြောင့်ဒါနလေးလူယုံလေးလောက်နဲ့မချေနှပ်ပါနဲ့တဆင့်တက်ပြီးတော့1000တန်နဲ့တူတဲ့သီလယူလိုက်ပါဘယ်နဲ့မိုးလေးနာနဲ့တရဏဂုံသီလဆောက်တည်လိုက်သီလက1000ဟိုဟာက900ဆိုတော့1500ရသွားပြီဘယ်လောက်ရသွားတော့1500ရပါပါဗျာနေတွက်ကြိုက်ပြီလားကြိုက်သေးပါဘူးဗျာ1500ဘယ်ကြိုက်သေးမလဲနော်ဘုရားရှိခိုးပရိစေမေတ္တာပို့လို့ဆိုတဲ့သမထကုသိုလ်လေးယူလိုက်မယ်ဆိုရင်တော့9000တန်ကြီးရပြီဘယ်နှထောင်တန်9000တန်ရပါပြီဗျာအဲ့ဒီသမထကုသိုလ်ကသမထများပေါက်သွားရင်ဗြဟ္မဗုဒ္ဓရောက်နိုင်မှန်ပါဒါကြောင့်သူက9000တန်နဲ့တူတယ်ဘုရားရှိခိုးပရိစေမေတ္တာပို့ဆိုတဲ့
ဒီကုသိုလ်အလုပ်လေးလုပ်လိုက်ပြီဆိုရင်ဘလောက်ရသွားပြီ6500ဘလောက်ရသွားတော့ 6500ရပါပါဗျာ နေတွက်ကြိုက်ပြီလား မကြိုက်သေးပါဘူးဗျာ စီးပွားရေးကြတော့နေတွက်မကြိုက်အောင်လုပ်ရ မှန်လားပါ တို့အိမ်ကတရက်ကိုဒီလောက်ဝင်ငွေရှိမှလောက်မှတစ်လဒီလောက်ဝင်ငွေရှိမှလောက်မှဆိုပြီးတော့စီးပွားရေးကြတော့နေတွက်ကြိုက်အောင်မလုပ်ဘူးလား လုပ်ပါရဲ့ဗျာ ကုသိုလ်ရေးကြတော့နေတွက်ကြိုက်အောင်လုပ်ရလား လုပ်ပါဦးဗျာ 900တန်လေးနဲ့ပဲခြေနဲ့နေကြအဲ့ဒီကုသိုလ်စွမ်းအားမမြင့်ကြလို့ပဲဘဝတွေမမြင့်တာသီလတစ်ခုပဲကြည့်အဲ့ဒီသီလပျက်စီးနေလို့ဘဝတွေပျက်စီးနေကြတာအဲ့ဒီသီလကိုနိုင်ငံခေါင်းဆောင်ကနေပြီးတော့အောက်ခြေအထိလုံးချုံအောင်ကျင့်သုံးသွားရင်ဘုရားစကားဘယ်တော့မှမလွဲပါဘူးတိုးတက်ကြီးပွားချမ်းသာအောင်မြင်လာကြမှာပါနော်ဒါကြောင့်ဒုဗေဒရဲ့နေ့စဉ်အချိန်ရသလောက်15မိနစ်နာရီဝက်တနာရီကိုကြိုက်တဲ့နည်းနဲ့ဝိပဿနာတရားအထုတ်တရားထိုင်ကြပါဘာလို့ရမလဲ တရားခံရမှာပါ တရားထိုင်တာကဘယ်နှထောင်တန်ကုသိုလ်ဟာ1000တန်ကုသိုလ်ကြီးဘယ်ကုသိုလ်မှလိုက်မမေးဘူးဒါကြောင့်အလုံးပေါင်းလိုက်မယ်ဆိုရင်16500သဘောပေါက်လား သဘောပေါက်ပါရဲ့ဗျာ အိယာဝေစဉ်းစားမေတ္တာရေးဆရာတော်ကပြောတယ်နေ့စဉ်ကုသိုလ်ရေး၄တွက်ကိုက်အောင်လုပ်တယ်ငါရပြီလားဟဲ့ငါ900ပဲရသေးတယ်1000တန်ကုသိုလ်လေးတော့ယူအောင်မယ်9000တန်ကုသိုလ်1000တန်ကုသိုလ်ယူမှာ1000နဲ့6500ရမှာနေ့တွက်ကိုက်မယ်လို့ဆိုပြီးတော့ကုသိုလ်ရေးတွေလည်းကိုက်အောင်လုပ်ဖို့မကောင်းဘူးလား ကောင်းပါရဲ့ဗျာ ကံကောင်းလို့ဒီကုသိုလ်တွေလုပ်ခွင့်ရနေတာဒီအတိတရားတွေရနေတာဒါသာသနာတော်နဲ့ကြုံလို့ပဲသာသနာကွယ်သွားရင်ကိုယ်ကွယ်မှုတွေလည်းမှားတယ်လို့ဒီအတိတရားတွေကလည်းကိုယ်လုံးလည်းမှားကုန်အမောင်နဲ့သွားတဲ့ပုဂ္ဂိုလ်ကလမ်းမှန်တွေ့နိုင်ပါမလားစင်ကံတော်တူပဲဒါကြောင့်ဒီနေ့သာသနာတော်နဲ့တွေ့နေလို့တရားအသိဉာဏ်အလင်းရောင်ထဲမှာတို့နေခွင့်ရတာဒီတာမန်ကံလို့မမှတ်ပါနဲ့အထူးကံကောင်းနေတာတာမန်ကံလားအထူးကံလား သူကံပါဗျာ ဆိုလိုက်သာသနာဆိုတာ သာသနာဆိုတာ တွေးဖို့ရန် ပြေဖို့ရ လောစွာခဲရင်သည် လူသာခဲရင် တွေးကြုံနေရ ပြေတုံနေရ တို့ဘဝ ဘုရားဝါ မုတ်ချကံကောင်းသည် ဘုရားကံကောင်းသည် တို့ဘေဒရေကံကောင်းခြင်းလက်ဆောင်မနဲ့ခုလဲ ဒေသူပါဗျာ နံပါတ်1လူဖြစ်နေတာရဲ့အသက်ရှင်နေတာရဲ့တရားနာခွင့်ရနေတာရဲ့သာသနာတော်နဲ့ကျုံနေတာရဲ့ဒီ၄မျိုးလုံးရမနေဘူးလား ရနေပါရဲ့ဗျာ จิตတဲ့ဘဝတွေမြင့်ပြီးတော့နိဗ္ဗာန်ကြည့်ရောက်အောင်တန်လန်းနိုင်တဲ့အခွင့်အရေးအားလုံးမှမရှိဘူးလား ရှိပါရဲ့ဗျာ အားလုံးကံကောင်းနေရတယ် မှန်လားပါ ကံကောင်းမှန်းသိပြီးတော့ဒီကံကောင်းတဲ့ဘဝအခြေအနေကစပြီးတော့ကိုယ်ကံတွေကိုသာသနာအမေပြုတ်ပြီးတော့မြင့်တင်သွားကြမယ်ဆိုရင်ပစ္စုပန်မှာလည်းဘဝတွေမြင့်တော့သန္တရာမှာလည်းဘဝတွေမြင့်တော့နောက်ဆုံးနိဗ္ဗာန်အထိတန်လန်းနိုင်တဲ့ပါရမီရှင်ကြီးတွေမဖြစ်နိုင်ဘူးလား သိနိုင်ပါရဲ့ဗျာ ကြိုးစားကြပါလို့ဘုန်းကြီးတို့ဟာလားတိုက်တွန်းပါတယ်လိုက်ဆိုလိုက်ကံကောင်းထောက်မှ၍ ကံကောင်းထောက်ပါ၍ လူဘဝရခိုင် လူဘဝရခိုင် ထိုလူဘဝကို ကိုလူဘဝကို အကျိုးရှိအောင်သုံးပါမည် အကျိုးရှိအောင်သုံးပါ ကံကောင်းထောက်မှ ကံကောင်းထောက်ပါ ၍အသက်ရှင်ရခိုင် သက်ရှိရခိုင် ထိုအသက်ကိုအကျိုးရှိအောင်သုံးပါမည် အကျိုးရှိအောင်သုံးပါ ကံကောင်းထောက်မှ ကံကောင်းထောက်ပါ ၍တရားနာရခိုင် တရားနာရခိုင် ထိုတရားတော်ကို ဘုရားတော် အကျိုးရှိအောင်ရှင်းပါမည် အကျိုးရှိအောင်ရှင်းပါ ကံကောင်းထောက်မှ ကံကောင်းထောက်ပါ ၍သာသနာတော်နှင့်ကြုံခိုင် သာသနာတော်နှင့်ကြုံပါ ထိုသာသနာတော်ကို သာသနာတော် အကျိုးရှိအောင်သုံးပါမည် ရှိအောင်သုံးပါမည် ဒီနေ့ကံကောင်းခြင်းလက်ဆောင်လို့အမိပေးထားတဲ့တရားနာကြတဲ့အလုံးသောတရားနာပိဋကပေါင်းသူတော်ကောင်းများတို့တည်းဖျားပေးကြတဲ့ကံကောင်းခြင်းလက်ဆောင်၄မျိုးတော့ကိုယ်စီရနေကြပြီလို့တတိတရားအတိတရားတို့ပိဋကရဲ့ရှေ့မှာထားပြီးတော့ရှေ့တန်းတင်ပြီးတော့ဒီသာသနာဒီခန္ဓာအမေပြုပြီးတော့နေ့စဉ်ဒါနသီလသမထဝိပဿနာဆိုတဲ့
ကုသိုလ်အလုပ်ပါရမီအလုပ်တွေကိုကြိုးစားပြုလို့အထောက်နိုင်ကြပါစေကြိုးစားပြုလို့အထောက်နိုင်ကြကုန်သည်ဖြစ်ရဘုရားဆရှိတော်ရိယာပေါင်းသူတော်ကောင်းများကဲ့သို့ကုသိုလ်ကံရှင်းရှင်းမြင့်လို့ပါရမီတွေချင်းကျက်ကြပြီးလေမိမိတို့လိုလားတဲ့လောကီချမ်းသာများနှင့်တကွမဲ့ချမ်းသာဘူချမ်းသာနိဗ္ဗာန်လို့ဆိုတဲ့အမြတ်ချမ်းသာကြီးကိုဒီဘဝဒီခန္ဓာဖြင့်ဒီသာသနာတော်တွင်မှာပင်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေသောရေလောပတ္ထနာအောင်စုအခါကပြုလိုက်ကြကုန်ရာသတည်းမေတ္တာရေးဆရာတော်အရှိသူမြတ်ဗျာမြတ်ဗုဒ္ဓရဲ့ဒေသနာတော်ကိုကြည်ညိုစပွားတရားများတဲ့ဓမ္မနိယာမသဘောတရားဒီဟူသောဖြစ်မှုပြက်မှုများကိုအာယုံကြည့်၍အမှောင်ပဲ့ဖြောက်အလင်းတန်းရောက်စေရန်တပည့်တော်မတို့အားကံကောင်းလက်ဆောင်အဖြစ်ဓမ္မအမွေပေးသနာခဲ့ပါတယ်အရှင်ဗျာဆရာတော်ဘုရားရဲ့သီလသမာဓိပညာသိက္ခာ၃ပါးနဲ့မေတ္တာဘာဝနာတို့ဤတကိုးတည်သောအာနုဘော်တို့ကြောင့်စင်ကြယ်သောသီလကိုအခြေပြု၍ဆရာတော်ဘုရားဤသာသနာပြုပစ္စယနုကအထောက်အပံ့ဖြင့်အလှရှင်မိသားစုများနဲ့အတူတရားနာဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ကပါဓမ္မပူဇာအဖြစ်ပါဝင်ကုသိုလ်ပြုမှုအားတပည့်တော်လျှောက်ထားခွင့်ပြုတော်မူပါဗျာယနေ့ညဆရာတော်ဘုရားကြီးတရားစင်၌အနန္တကိုင်းဝင်ကျေးဇူးရှင်ဖခင်ကြီးဦးဝင်းတင်လင်းနှစ်ပြည့်အားရည်စူး၍မိခင်ကြီးတော်တော်ပုနဲ့သာသမီမြေတစုတို့မှဓမ္မပူဇာအဖြစ်ဝိတုငွေ10 သိန်းကျပ်ကျေးဇူးရှင်ဖခင်ကြီးဦးဝင်းတင်အားရည်စူး၍ဦးတန်ဝင်ဒေါ်ခန္တာအေးသမီးမမေကူးစွန်သားလေးမောင်ရဲထက်အောင်အမှတ်48အင်ရတန်မိသားစုတို့မှဓမ္မပူဇာအပြည့်ဝိတုငွေ5 သိန်းကျပ်အနန္တကိုင်းဝင်ကျေးဇူးရှင်ဖခင်ကြီးဦးဝင်းတင်အားရည်စူး၍သာဦးဝင်းစော်မှဓမ္မပူဇာအပြည့်ဝိတုငွေ3 သိန်းကျပ်ကျေးဇူးရှင်ဖခင်ကြီးဦးဝင်းတင်အားရည်စူး၍ဦးမြင့်တန်ဒေါ်ချုံမိသားစုတို့မှဓမ္မပူဇာအပြည့်ဝိတုငွေ2 သိန်းကျပ်အနန္တကိုင်းဝင်ကျေးဇူးရှင်ဖခင်ကြီးဦးဝင်းတင်အားရည်စူး၍ဒေါ်စမ်းမြင့်မိသားစုတို့မှဓမ္မပူဇာအပြည့်ဝိတုငွေ1 သိန်းကျပ်ဦးသိန်းဟန်ဒေါ်ခင်မြင့်အမှတ်86ရတနာဘုံရန်မိသားစုတို့မှဓမ္မပူဇာအပြည့်ဝိတုငွေ1 သိန်းကျပ်အမှတ်42သာရူတန်းနေဦးစိုးမြင့်ဒေါက်တင်မာရင်မိသားစုတို့မှဓမ္မပူဇာအပြည့်ဝိတုငွေ1 သိန်းကျပ်နဲ့ယနေ့ညတရားနာဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့မှဓမ္မပူဇာအပြည့်ဝိတုငွေ1,59,500 ကျပ်ပါဝင်ကုသိုလ်ပြုထူထမ်းခဲ့ပါလေဗျာယနေ့ညဆရာတော်ဘုရားရဲ့တရားစင်၌ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့မှအများပေါင်းမှုပေါင်းစု၍ဆရာတော်ဘုရားရဲ့သာသနာပြုပစ္စယနုကအထောက်အပံ့ဖြင့်ဓမ္မပူဇာထူထမ်းသည့်ဝိတုငွေစုပေါင်း25 သိန်း 4,9,500 ကျပ်ပါဝင်ကုသိုလ်ပြုထူထမ်းခဲ့ပါလေဗျာ၎င်းဓမ္မပူဇာငွေ25 သိန်း 4,9,500 ကျပ်အားတရားနာဓမ္မမိတ်ဆွေများ၏ကိုးစားပါအလှရှင်မိသားစုများမှဆရာတော်ဘုရားခံစက္ကထူထမ်းပေးပါရန်နဲ့ဆရာတော်ဘုရား၏ကိုးစားကပ္ပိယကာရကအဖြစ်ဦးဝင်းမောင်မှလက်ခံယူပေးပါရန်ယုတ်တိလေးစားစွာလျှောက်ထားပန်ကြားအပ်ပါလေဗျာ
တရားနာဓမ္မမစ္စည်းများဤကိုစားအလူရှင်မိသားစုအားအထူးပင်တိုက်တိုက်လဲလဲကျေးဇူးဥပကာယတည်ရှိပါတယ်ခင်ဗျာကျေးဇူးတော်ရှင်မေတ္တာရေးဆရာတော်အရှင်သူမြတ်ဗျာတပည့်တော်မတို့ဤကြိုးစားအားထုတ်ရသောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဓမ္မဘာဝနာကုသိုလ်ဓမ္မဒေသနာကုသိုလ်နဲ့သာသနာရေးနဲ့ပတ်သက်သူများလုံအားဖြင့်ဝေယဝိသဆောင်ရွက်ရသောကုသိုလ်ဤကုသိုလ်တို့၏အဖို့ဘာကကိုကျေးဇူးရှင်ဖခင်ကြီးဦးဝင်းကျင်အနှင့်တကွဝိနည်းတတ္တဝါအပေါင်းတို့အားအမျှအတန်းပေးဝေလိုပါသည်ဖြင့်တပည့်တော်မတို့အားအနုမောဒနာရည်စက်ချတရားပေးသနာတော်မူပါယံဒုတိစွာတောင်းခံအပ်ပါလေဗျာကွယ်လွန်ခဲ့ပြီးဖြစ်တဲ့အနန္တခိုင်းဝင်ကျေးဇူးရှင်ဖခင်ကြီးဦးဝင်းတင်၄နှစ်ပြည့်အားရှိစုပြီးတော့အနန္တခိုင်းဝင်ကျေးဇူးရှင်မိခင်ကြီးတော်တော်ပုနဲ့သာသမီမြေတရှုတော့ဦးစီးကျင်းပပြုလုပ်တဲ့ဓမ္မသဘင်ပွဲမှာရည်ရွယ်ရင်းဖြစ်တဲ့အတိုင်းအနန္တခိုင်းဝင်ကျေးဇူးရှင်ဖခင်ကြီးဦးဝင်းတင်သည်ဒီနေ့ကြာရတဲ့မိသားစုများပြုလုပ်နေတဲ့ကုသိုလ်ကောင်းမှုတွေကိုမြင်နိုင်တွေ့နိုင်ကြားသိနိုင်ပါစေမြင်နိုင်တွေ့နိုင်ကြားသိနိုင်လို့သာရုအနုမောဒနာကျင့်ချင်းခေါ်ဆိုပြီးလို့လက်ရှိရောက်နေတဲ့ဘဝမှာတစ်ဆင့်နဲ့တစ်ဆင့်မြင့်တဲ့မြင်သောနတ်ဘုံဗိမာန်နတ်စည်းစိမ်နတ်ချမ်းသာဖြစ်ရဘဝရောက်ရဘဝမှာကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့အဲဒီလိုမိသားစုများကအာယုညွှန်းပြီးတော့ရည်စက်ချအမြတ်ဝေရအောင်ကဲရည်စက်ခွဲရှိတဲ့ပုဂ္ဂိုလ်ကရည်စက်ခွဲကိုင်းရည်စက်ခွဲမရှိတဲ့ပုဂ္ဂိုလ်တွေကလည်းမိမိတို့ပြုထားတဲ့ကုသိုလ်ကောင်းကိုအာယုပြုပြီးတော့ဝမ်းပန်းတသာရည်စက်ချကြမယ်ဣဒံမေပုံညံနိဗ္ဗာနတ္တပစ္စယောဟောတုဣဒံပုံညဘာကံသဗ္ဗတတ္တနာပါစီမအရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုမိဘကျေးဇူးစာဓမ္မဒါနဓမ္မပူဇာဓမ္မသဘင်ပွဲကိုအကြောင်းပြု၍ပေါင်းစုကာလူရရသောဓမ္မဒါနဓမ္မပူဇာဓမ္မတဝနာဓမ္မဒေသနာဝေယဝဋ္ဆသီလဘာဝနာဧကုသိုလ်ကံစေရနာတို့ကြောင့်တပည့်တော်တို့သည်ဖြစ်လျာရာဘဝတိုင်း၌ဆင်းရဲဟုသမျှမတွေ့ရပဲချမ်းသာဒုက္ခလိုတိုင်းရ၍ဒုက္ခခတ်သိချုပ်ငြိမ်းရမှန်မြတ်နိဗ္ဗာန်ကိုဧကမုတ်ချရောက်ရပါစေသာအရှင်မြတ်ဘုရားဒီနေ့ယခုပြုလုပ်အပ်သောကုသိုလ်ကောင်းမှုတို့၏အဘောဘာဂကိုအနန္တခိုင်ဝင်ယေရှုရှင်ဖခင်ကြီးဥဝင်းတင်အားအစထား၍ယခုဘဝရှိဘဝကတော်ဆက်ခဲ့ကြသောအမိအဘအဖိုးအဖွာဆရာသမားဆွေမျိုးတို့အား၎င်းမိမိတို့နေထိုင်ရာသွားလာရာလောက်ကိုင်ရာပတ်ဝန်းကျင်တို့၌မြင်အမမြင်အကျွတ်လို့မကျွတ်လို့ဆွေဟောင်းမျိုးဟောင်းအဆောင်အရှောင်းနာပေါင်းတို့အား၎င်းတရားမင်းယမမင်း
ပြည့်ရှင်မင်းသတုလောကပါဠနတ်မင်းကြီးတို့နှင့်တကွာအလုံးစုံသောနတ်မြတ်မာပေါင်းတို့အား၎င်း30ဘုံလုံးစုံများစွာဘတ်တော်တို့အား၎င်းအမြအမြပေဝေငှပါကုန်၏အမြရ၍ကိုယ်စိတ်နှဖျားကျမ်းမာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအလုံးချမ်းသာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုချမ်းသာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးချမ်းသာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကျမ်းမှာချမ်းသာလို့ရဆန္ဒတလုံးတော်ပြည့်စုံနိုင်ကြပါစေသာသနာပြုနိုင်ကြ